လူဘဝရလာတဲ့ပုဂ္ဂိုလ်တွေဘဝရလာတာနဲ့တပြိုင်နက်ဘဝမှာပြည့်ပြည့်စုံစုံနေထိုင်ကြဖို့ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြဖို့ဆိုတာတွေဟာစဉ်းစားပြီးတော့လှုပ်ဆောင်ကြတယ်နံပါတ်1အနေနဲ့ဘဝမှာစီးပွားဥစ္စာတိုးတက်ဖို့ဆိုတာကိုရှေးဥစွာစဉ်းစားကြတို့စီးပွားဥစ္စာတိုးတက်ဖို့အတွက်အခြေခံလိုအပ်ချက်ဖြစ်တဲ့ပညာရေးပညာတတ်မှအရွယ်ရောက်လာတဲ့အခါကျတော့ကိုယ်ဝမ်းစာကိုကြောင်းနိုင်မှာလို့ဆိုတဲ့မျှော်လင့်ချက်တွေနဲ့လူဘဝဒီကနေ့ခေတ်ရလာတဲ့လူသားတွေကိုပဲကြည့်လိုက်အောင်ကလေးငယ်လေးဘဝကနေပြီးတော့ကြောင်းပြီးကျူရှင်ပြီးကြောင်းနော်အဲ့ဒါလို့ဘဝမှာပြည့်စုံရေးအတွက်ဆိုပြီးတော့ရှေးဥစွာပညာရှာကြပညာရှာပြီးတဲ့နောက်မှာဘာရှာကြတော့ဆိုစီးပွားရှာကြပညာလည်းရစီးပွားလည်းရလူဘဝမှာပြည့်စုံပြီဆိုတဲ့အနေအထားမျိုးရောက်လာတဲ့အခါဘာလို့ကြပြန်တာတော့လို့ဆိုတော့အသက်ရှိဖို့ဆိုပြီးကြိုးစားကြရတာကြိုးစားနေရတာပဲလူတွေဟာငယ်တော့လည်းပညာရဖို့ကြိုးစားရတယ်အရွယ်လေးရောက်လာတဲ့အခါစီးပွားဥစ္စာတိုးတက်ဖို့ကြိုးစားရတယ်စီးပွားဥစ္စာတိုးတက်လို့ဘဝမှာအစစ်မိမိနေနိုင်ပြီဆိုတဲ့အခါကျတော့ကျမ်းမာဖို့နဲ့အသက်ရှင်ဖို့ဆိုလောက်ကြတယ်ဒါလူဘဝရဲ့လိုအပ်ချက်တွေကကြည့်မယ်ဆိုရင်ဒီတိုင်းပဲရှိတယ်အဲ့ဒါလို့အသက်ရှိဖို့ကျမ်းမာဖို့ဆိုရယ်ကျိုးပန်းရင်းကနေအသက်အရွယ်လေးကြီးလာပြီဆိုတော့နောက်တစ်ခုပါတိုးလာတော့ဘဝကူကောင်းမှုတဲ့လောက်လာကြနော်ဘဝကူကောင်းမှုဆိုတာထည့်စဉ်းစားလာကြတယ်လူတွေကသက်ရွယ်လေးကြီးလာရင်တော့ဘဝကူကောင်းအောင်တော့လုံးမပဲကိုမိဘဆွေမျိုးတွေကိုလည်းအမေတို့ဖေတို့တွေဖိုးဖွားတွေရှိရင်လည်းအမေတို့ဖေတို့အဖိုးတို့ဘွားတို့ဘဝကူကောင်းအောင်ဆိုပြီးတော့သားသမီးတွေကကျိုးပန်းကြအဲ့တော့လူလောကမှာဒါလူတိုင်းတွေ့နိုင်တဲ့အနေအထားတစ်ခုကိုပြောပြနော်ဘဝမှာအမတ်တမဲ့မနေပဲနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဘဝလူတွေရဲ့နောက်ဆုံးလိုအပ်ချက်ကဘာလဲလို့မေးလို့ရှိရင်ဘဝကိုကောင်းမှုပဲပေါ့ဘာလို့လဲဆိုနိဗ္ဗာန်ဆိုတာချက်ချင်းတန်းရတာမှမဟုတ်တာကိုနိဗ္ဗာန်မြောင်မှန်းပြီးတော့ကုသကောင်းမှုတွေတော့လုပ်ကြတာပဲသို့တော့အသက်အရွယ်ရလာပြီဆိုတဲ့အခါမှာလူတွေဟာဘာစိတ်ကူးကြတော့ဆိုဘဝကူကောင်းဖို့စိတ်ကူးလာကြတယ်အဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းဘဝကူကောင်းမှုဆိုတာနဲ့ပတ်သက်ပြီးဟောထားတဲ့သုတ်တန်တွေတော်တော်များတယ်ဒီဘဝမှာဘယ်လိုနေဘယ်လိုထိုင်လို့ရှိရင်သေတိချမဲ့နောင်လာမဲ့ဘဝဟာဘယ်လိုအခြေအနေမျိုးနဲ့တွေ့ကြုံနိုင်တယ်လို့ဟောထားတဲ့သုတ်တန်တွေတော်တော်များများရှိတယ်ဆိုပါစို့ဘုရားဟောတဲ့စကားလုံးနဲ့ပြောမယ်ဆိုရင်ကာယတ္တဗေဒာပရမရဏကာယတ္တဟောဒီဥပဒိဏကဆိုတဲ့ခန္ဓာကိုယ်ကြီးဗေဒာပျက်စီးသွားပြီးတဲ့နောက်ခန္ဓာကိုယ်ကြီးပျက်စီးသွားတယ်ဆိုတာအသက်ဇီဝိတ္တိန်တွေချုပ်ငြိမ်းသွားပရမရဏသေသည်နောက်ခါလ၌လို့လူစရာမသိပဲတော့မနေဘူးသိမှာပဲဇီဝိတ္တိန်တွေချုပ်ပြက်ပြီးတော့သေသွားတဲ့နောက်မှာဘာတွေရင်ဆိုင်ရနိုင်လို့ဆိုမကောင်းတဲ့ပုဂ္ဂိုလ်တွေကြတော့အပါယံဒုက္ကတိဝိနိပါတံနိရိယံဥပပစ္စတိအပါယဆိုတာချမ်းသာဒုက္ခလုံးဝမရှိတဲ့နေရာတဲ့အပအာယချမ်းသာဒုက္ခကကင်းကွာနေတဲ့အရာဒုက္ကတဆိုအပါယံဒုက္ကတိဒုက္ကတိဆိုတာဆင်းရဲဒုက္ခတွေကြီးလွှမ်းမိုးနေတဲ့နေရာဒုက္ခတဂတိဒုက္ကတိဒုက္ခတွေအများဆုံးဖြစ်တဲ့နေရာဝိနိပါဒကိုယ်ဆန္ဒအတိုင်းဘာမှမဖြစ်ဘူးဖေယဖေအနေထားမျိုးကိုယ်ဆန္ဒအတိုင်းလုံးဝမဖြစ်နိုင်တဲ့နေရာဆန္ဒအလုံးမပါပဲကြာရောက်ဖြစ်ပေါ်ရတဲ့နေရာနိရယလုံးဝတတ္တမှု
ချမ်းသာဒုက္ခဆိုလုံးဝခင်းတဲ့နေရာလို့အပယ်လေးပုံကိုရည်ညွှန်းပြီးတော့အပါယဒုက္ခတေဝိနိပါတံနေရတနည်းအားဖြင့်ပြောမယ်ဆိုရင်အပယ်လေးပုံနဲ့စဟပြီးတော့အပါယဒုက္ခတေဝိနိပါတံနေရဆိုတာငရဲဝိနိပါဒဆိုတာတရိစ္ဆာန်ဒုက္ခတိဆိုတာပြိတ္တာဘုံအပါယဆိုတာအတုရကေဘုံလို့အပယ်လေးပုံနဲ့ပတ်သက်ပြီးတော့လည်းပြောလို့ရတယ်အဲ့ဒါလို့မဟုတ်လို့ရှိရင်အပါယဒုက္ခတိဝိနိပါဒနိရိယံဆိုတာအပယ်လေးပုံကိုရည်ညွှန်းပြီးတော့ပြောလိုက်တဲ့စကားလုံးတွေကြီးပဲထားတယ်ဒုက္ခတွေအလွန်များပြားတဲ့ဒီဘဝမျိုးဆိုတာတည်တည်ချမ်းမဲ့၌လူဟာရောက်ရှိသွားနိုင်ဒါမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တာနော်ဟာနောက်တစ်ခုကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့ပါတော့ကာယလဗေဒပရမရဏအသက်ဇီဝိတ္တတွေချုပ်ငိမ့်သွားပြီးတော့တည်တည်ချမ်းမဲ့၌ဒုက္ခတိသက်ခံလောကံဥပပိစ္စတိဒုက္ခတိချမ်းသာဒုက္ခရဲ့တရားသက်ခမြင်တာလဲအကောင်းမြင်ရတယ်ကြားရင်လဲကောင်းတာတွေပဲအနတ်ကလည်းကောင်းတယ်အရသာလည်းကောင်းတယ်အထိတွေ့လည်းကောင်းတယ်အဲ့ဒီကောင်းတာတွေနဲ့ကြီးခြုံတွေ့ရတဲ့လူပြည်နတ်ပြည်ဆိုတဲ့ဒုက္ခတိသက်ခံလောကံလူပြည်နတ်ပြည်မှာဖြစ်ရတယ်ဟောဒါကိုရည်ညွှန်းပြီးတော့ဘဝကူးတယ်လို့ဒီလိုပြောကြတာပေါ့သေဒီချမဲ့လူဟာအသက်ကြီးလာပြီဆိုလို့ရှိရင်ဘဝကူးကောင်းမှုဆိုတာသေဒီချမဲ့နဲ့အခုပြောခဲ့တဲ့သုခတိတက်ခံလောကကောင်းမြတ်တဲ့ဘုံဘဝကိုရဖို့ဆိုတာမျှော်လင့်နေကြတယ်ဟောမျှော်လင့်ကြခုနပြောတဲ့အပါယံဒုက္ခတိဝိနိပါတံနိရိယံဆိုတဲ့မကောင်းတဲ့အပယ်လေးပုံတော့ဘယ်သူမှမရောက်ချင်ကြဘူးသို့တော်လည်းပဲအသက်ထင်ရှားရှိနေတဲ့အချိန်ကာလမှာဘာတွေလုံးနေတယ်ဆိုတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ကောင်းတဲ့ဘုံရောက်သွားနိုင်တယ်မကောင်းတဲ့ဘုံလည်းရောက်သွားနိုင်တယ်ဒါကိုတတိထားဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတာတွေသုတ်တန်တွေတော်တော်များများရှိနောက်တစ်ခုဟောထားတဲ့ဘဝကူးဆိုတဲ့သဘောလေးနဲ့တည်သည့်ချမ်းမဲ့နဲ့ဖြစ်နိုင်တာမြတ်စွာဘုရားဟောတဲ့စကားလုံးတစ်လုံးမှာရှိသေးတယ်အေးဘဝတစ်ခုမှာတဲ့ဒုစရိုက်တွေလုံနေပြီဆိုရင်ယထာပတံနိခိတံယထာပတံနိခိတောဧဝံနိရိယေယူလာတဲ့ပစ္စည်းဝတ္ထုကိုအောက်ဘုံကနေပြစ်ချလိုက်သလိုပဲတည်ပြီးချမဲ့နဲ့ငဲဘုံပြစ်ချခံလိုက်ရတယ်ဟောဒီအသုံးမျိုးသုံးထားတာနော်ယထာပတံနိခိတောဧဝံနိရိယေအဲ့ဒီတိုင်းပဲကောင်းတဲ့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့ပုဂ္ဂိုလ်ကြတော့ယထာပတံနိခိတောဧဝံသက်ခေယူလာတဲ့ပစ္စည်းကိုချလိုက်သလိုပဲနတ်ပြည်ကိုရောက်သွားတယ်ဟောအဲ့တော့ဘဝဆိုတာကောင်းတဲ့ဘဝမကောင်းတဲ့ဘဝလူပြည်ကနေလှမ်းမြော်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်နှမျိုးရှိနေတယ်ကောင်းတဲ့ဘဝရှိတယ်မကောင်းတဲ့ဘဝရှိတယ်အဲ့ဒီဘဝတွေရောက်ဖို့ရတဲ့ကလူပြည်မှာဘယ်လိုနေထိုင်နေဆိုတဲ့အနေထိုင်အပြုအမူအပြောဆိုတွေပေါ်မှာမူတည်ပြီးတော့ဘဝကူဆိုတာပြောကောင်းပြီဘဝကူလို့ပြောရပြီမဲ့လို့ဘယ်သူကကူးသွားတာလဲလို့ပရမတ္ထသဘောအားဖြင့်သမုဒိသစ္စာအနေအားဖြင့်တော့ဘဝကူးတယ်လို့ပြောကြဒီစကားလုံးကိုဒီလိုပဲပြောရဘဝကူးတယ်ဘယ်သူကူးသွားတာလဲဆိုဘယ်သူမှတော့ကူးတာမဟုတ်ဘူးဟောဘယ်သူမှကူးသွားဘဝကူးတယ်လို့ယူဆရင်ဘုရားဘာသာမဟုတ်ဘူးစကားတော့ပြောလို့ရတယ်ပေါ့ကဲဘဝကူးတယ်ဆိုတာကိုနားလည်ဖို့လိုအပ်တယ်ဘဝကူးတယ်ဆိုတာအများယုံကြည်လက်ခံတဲ့ဘုရားဘာသာအယူအဆမဟုတ်တဲ့အများယုံကြည်လက်ခံတာကတော့လူရဲ့ခန္ဓာကိုယ်ကအသက်ကလေးကထွက်သွားပြီးတော့သို့မဟုတ်လိပ်ပြဝိညာဉ်ကောင်လေးကထွက်သွားပြီးတော့နောက်ဘဝတစ်ခုဝင်စားတယ်လို့ဒီလိုပြောတာနော်ကူးသွားတယ်ဆိုတဲ့အရာတစ်ခုကဝိညာဉ်ကောင်လေးကဒီခန္ဓာကိုယ်ကြီးပျက်စီးသွားလို့နောက်ခန္ဓာကိုယ်ထဲကိုကူးပြောင်းပြီးတော့ဝင်ရောက်သွားတယ်လို့ဒီလိုယူရင်တော့ဒါမှားရွက်တဲ့ယူဆချက်လို့ပြောတယ်
အဲ့ဒါလို့ယူဆတဲ့ယူဆမှုကတလောကလုံးလောက်ရှိတယ်ဗမာပြည်တွေမှာဟုတ်လောကလူသားတွေအားလုံးဟာဘဝကူးတယ်ဆိုတဲ့စကားအတိုင်းပဲကူးသွားတယ်ဘယ်သူကူးတာလဲလို့ဆိုရင်ဝိညာဉ်ကောင်အားဒီခန္ဓာကိုယ်ကနေထွက်ပြီးတော့နောက်ခန္ဓာကိုယ်တစ်ခုကူးပြောင်းပြီးတော့ရောက်ရှိသွားတယ်အဲ့ဒါကို reincarnation လို့ခေါ်တယ် reincarnation လို့ဆိုတာလူရဲ့တဏ္ဍာမှာထာဝရမြဲတဲ့အရာတစ်ခုရှိတယ်ဘာပဲပြောလို့တော့အတ္တတို့အသက်တို့လိပ်ပြာတို့ဝိညာဉ်ကောင်တို့အင်္ဂလိပ်လို soul တို့ cell တို့ဒါလိုခေါ်တာပေါ့နော်အဲ့ဒီ soul ဆိုတဲ့အရာဗမာလိုကြတော့လိပ်ပြာကောင်ဝိညာဉ်ကောင်ပေါ့အဲ့ဒါဟာဒီဘဝဒီခန္ဓာကိုယ်ကနေထွက်ပြီးတော့ဟိုဘဝဟိုခန္ဓာကိုကူးပြောင်းသွားတာကိုဘဝကူးတယ်လို့အဲ့ဒါလို့ယူဆလို့ရှိရင်တော့ဒါဗုဒ္ဓဘာသာရဲ့အယူဆမဟုတ်ဘူးသမုဒိသစ္စာနယ်ပိုင်းကတော့ဘဝကူးတယ်လို့ပြောလို့ရသို့တော့ပရမတ္ထသစ္စာအနေထားအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဘဝကူးတယ်ဆိုတာဘယ်လိုဟာကိုဆိုလိုတာလဲဒီဘဝလှုပ်ထားတဲ့ကုသိုလ်ကံတွေအကုသိုလ်ကံတွေနော်လူတိုင်းဟာဘဝတစ်ခုမှာကုသိုလ်လည်းလှုပ်ထားပဲအကုသိုလ်လည်းလှုပ်ထားကိုယ့်ကိုယ်ပဲဆင်ခြင်စဉ်းစားကြည့်နာနဲ့မိုးတော့အလင်းရောက်လာပြီမျက်စိလေးနှလုံးဖွင့်လိုက်ပြီဆိုတဲ့ကဘာဖြစ်လဲနိုးလာကြတဲ့အတွေးလေးတွေဝင်လာအဲ့ဒီအတွေးလေးတွေဟာအပြစ်ရှိတဲ့အတွေးလားအပြစ်ကင်းတဲ့အတွေးလားလူတွေမှာအပြစ်ရှိတဲ့အတွေးဝင်တဲ့ပုဂ္ဂိုလ်ကပိုများအပြစ်ကင်းတဲ့အတွေးဝင်တဲ့ပုဂ္ဂိုလ်ကအမတန်မှနည်းတယ်ဘုရားကိုအာယုံပြုပြီးတော့နိုးလာတာလားတရားကုံကိုအာယုံပြုပြီးတော့နိုးလာတာလားတန်ခါကုံကိုအာယုံပြုပြီးတော့နိုးလာတာလားသို့မဟုတ်တတ္တဝါတွေချမ်းသာကြပါစေဆိုတဲ့မေတ္တာစိတ်နဲ့နိုးလာတာလားသို့မဟုတ်နိုးလာလိုက်တာနဲ့မနေ့ကလှုပ်ထားတဲ့ကိစ္စတွေညကဖြစ်ပြတဲ့ကိစ္စတွေပေါ်မှာမကြည်မနှက်ဖြစ်ပြီးတော့နိုးလာတာလားကိုယ့်ကိုဆန်းစစ်ကြည့်သိတာပေါ့နော်ကိုယ့်ရဲ့အတွေ့အကြုံဟာကိုယ်ပိုင်လားကိုယ်သာသိနိုင်ဒီများသိလို့မရအဲ့တော့နိုးလာတဲ့အခါမှာလောဘဖြစ်တာလားဒေါသဖြစ်တာလားကိုယ့်ကိုစဉ်းစားကြည့်ကိုယ့်ဘဝကိုစစ်ဆေးအဲ့ဒါလို့စစ်ဆေးတဲ့အခါမှာနိုးလာတဲ့အခါမှာကုသိုလ်စိတ်နဲ့စပြီးတော့ဒီတွေးတော့တာလားသို့မဟုတ်အကုသိုလ်စိတ်တွေနဲ့စတွေးတော့တာလားဆိုတာဆင်ခြင်စဉ်းစားဖို့လိုတယ်ပေါ့အကုသိုလ်စိတ်တွေနဲ့လောဘနဲ့တွေးပြီးဆိုရင်လောဘရှိတဲ့စကားမျိုးတွေပြောတော့မှာပဲလောဘနဲ့လှုပ်ရှားတွေလှုပ်တော့မှာဒါအတွေ့ရတယ်ဒေါသနဲ့တွေးမိသွားပြီဆိုလို့ရှိရင်ဒေါသနဲ့ရှင်တဲ့စကားမျိုးပြောပြီးဒေါသနဲ့ရှင်တဲ့အလုပ်ကိုလုပ်တော့တာဆက်ပြီးတော့အကုသိုလ်ကဆက်လိုက်လာတာနောက်ကအဲ့ဒါလို့မဟုတ်ပဲနဲ့မေတ္တာနဲ့တွေးလို့ရှိရင်တော့မေတ္တာပို့မိမှာပေါ့အဲ့တော့အာလောဘနဲ့တွေးမိရင်တော့လည်းပဲလှူတာတန်းတာလုပ်မိမှာပေါ့တခုခုအဲ့တော့ကိုဆန်းစစ်ပြီးတော့ခြေတဲ့တယ်ပေါ့နည်းနည်းမိုးတော့အလင်းရောက်လာတဲ့အခါမှာငါရဲ့ဘဝဟာငါရဲ့စိတ်ကုသိုလ်နဲ့စတာလားအကုသိုလ်နဲ့စတာဒါမစင်သားပဲမနေသင့်ဘူးပေါ့တရားနာတယ်ဆိုတာဘဝရဲ့အရေးကိုယ့်ရဲ့စိတ်အနေထားတွေကိုနားလည်အောင်တရားနာရမြတ်စွာဘုရားကလည်းဒါကိုလေးနှစ်ထားဟောတာဘယ်တရားပဲဖြစ်ဖြစ်အလေးနဲ့ကစိတ်အဓိကဖြစ်ဒါမို့ဘုရားဟောတဲ့ထဲမှာကြည့်မနောပုပ္ပေငမဓမ္မာတဲ့မြတ်စွာဘုရားမနောဆိုတဲ့စိတ်ဟာပုပ္ပေငမရှေ့ပြေးပဲသူကအရင်ရှေ့ပြေးဆိုတာသူကအဓိကပဓာနဒီလိုဆိုလို့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဘာပြောမပြောရင်ဘာလုပ်လဲတွေးတာအရင်ပဲမဟုတ်လားမလုပ်ခင်လဲဘာလုပ်တော့တွေးတာအရင်ပဲစိတ်ကအရင်လာတာကြီးပဲအကုန်လုံးစိတ်ထဲမှာတွေးပြီးတော့မှပြောတယ်တွေးပြီးတော့မှလုပ်တယ်ဟောအဒီအိဗယ်နဲ့ယူပဲဆိုရင်လည်းဖြစ်နိုင်အဲ့တော့ဆိုလိုတဲ့အဓိပ္ပာယ်ကတော့မနောပုပ္ပေငမဓမ္မာဆိုစာတဲ့အတိုင်းပြောမယ်ဆိုရင်တော့ဓမ္မလို့ခေါ်တဲ့ဒီခံစားချက်တွေတို့မှတ်သားချက်တွေတို့စိတ်ကိုဆွဲမိပြီးတော့ဖြစ်တဲ့သဘာဝတရားတွေဟာစိတ်ကိုမိပြီးတော့မှဖြစ်ကြလို့စိတ်ကဥဆောင်တယ်လို့ဒီလိုပြောတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်
ဓမ္မလို့ဆိုတဲ့သဘာဝတွေအားလုံးကိုဘယ်သူကဥဆောင်လဲလို့ဆိုရင်ဟောဒီစိတ်ကဥဆောင်အရာရာဟာစိတ်ကအရင်တွေးပြီးတော့မှပြောတယ်စိတ်ကတွေးပြီးတော့မှလုပ်တယ်ဟောဒီလိုဖြစ်လာအဲ့ဒါကြောင့်မို့လို့စိတ်ဟာအမြဲတမ်းရှေ့ဆောင်အလုံးလုံးသမျှတွေးသမျှကြံသမျှတွေစိတ်ကလုပ်တယ်စိတ်ဟာချီးမူးထားတယ်အုပ်ချုပ်နေတယ်ဒါကြောင့်မို့ဓမ္မပဒပါဠိတော်မှာမြတ်စွာဘုရားဟောတဲ့စကားလုံးလေးကိုမှတ်ထားမနောပုပ္ပင်ကမဓမ္မာတဘာဝတရားတွေရဲ့ရှေ့ဆောင်ဟာစိတ်ပဲမနောတိဋ္ဌာမနောမယစိတ်ဟာကြီးမှုနေတယ်စိတ်ကပဲအလုံးလုံးဆောင်ဖန်တီးနေတယ်ဒါဘာပြောတာတုံးလို့ဆိုစိတ်ဘလောက်အရေးကြီးတယ်ဆိုတာတတိထားဖို့ပြောတာနောက်ကလူတွေကစိတ်ကိုအရေးတကြီးတတိမထားကြဘူးနော်စိတ်ကိုအရေးတကြီးပြင်ဆင်မှုမလုပ်ကြဘူးဘာကိုပြင်ဖို့ပဲလုပ်နေတော့ဆိုရုပ်ပြင်ဖို့ပဲလုပ်တယ်လူတွေမနေ့အိယာထားပြီဆိုရင်ရုပ်ပြင်တယ်လေညနာသိမယ်မှန်ကြည့်မယ်ဖိမယ်လိမ့်မယ်ရုပ်ပဲအရင်ပြင်တာစိတ်ပြင်ဖို့ကြတော့မေ့ထားအဲ့တော့စိတ်ကြီးကတော့ရုပ်ပြက်ဆင်းရဲဖြစ်ပြီးတော့ရုပ်ကဘလောက်လှစိတ်ကရုပ်ပြက်ဆင်းရဲဖြစ်နေလို့ရှိရင်ဘဝကူကကောင်းမှာမဟုတ်ဘဝကူမကောင်းနိုင်မနေ့အိယာထကြတဲ့ကနေပြီးတော့ဒေါသနဲ့ထလာတယ်လောဘနဲ့ထလာတယ်ဘဝကူကောင်းနိုင်မှာမကောင်းနိုင်ဘူးကောင်းစရတဲ့ကအကောင်းနဲ့စတာမဟုတ်ဘူးလောဘနဲ့စတာဒေါသနဲ့စတာနော်ဒေါသဆိုတာစိတ်ဆိုးနေမှဒေါသမဟုတ်ဘူးဟိုလူမကျေနပ်တယ်လို့ဒီလူမကျေနပ်တယ်လို့စိတ်ထဲမှာမကျေနပ်မှုတွေရှိနေဒါဒေါသပဲကြောက်တာလဲဒေါသပဲစိုးရိမ်တာလည်းပဲဒေါသနဲ့ရှင်တာပဲဟုတ်ကဲ့စိတ်ထဲမှာအလိုမကျတာတွေမှန်တယ်များအကုန်ဒေါသပဲစိတ်ဆိုးပြီးရံကာဆဲနေမှာဒေါသဖြစ်တယ်လို့လူတွေကထင်နေတာမဟုတ်ဘူးစိတ်ထဲမှာအလိုမကျဆန့်ကျင်တဲ့သဘောလေးပေါ်နေတာမှန်တယ်များဒေါသကြီးပဲအကုန်အဲ့တော့ဒေါသနဲ့စတာလားသို့မဟုတ်တွေ့တာမှုတွေနဲ့စတာပန်ရောစဉ်နေနဲ့ဘဝမနဲ့မိုးတောက်တဲ့အချိန်ကိုစတာလားလို့ကိုယ့်ကိုဆင်ញင်သုံးသပ်တဲ့နဲ့ပေါ့ကိုယ်စိတ်လေးကိုကိုယ်ဆင်ញင်သုံးသပ်ပြီးတော့ကိုယ်စိတ်လေးကိုပြင်ရရုပ်ကိုပြင်ရတယ်လို့ပဲစိတ်ဆိုတာလည်းပြင်လို့ရတယ်မပြင်မဲနဲ့ဒီတိုင်းထားလို့ရှိရင်ဓမ္မတာမှသိုးသွားနိုင်တယ်ပေါ့စိတ်ကိုမပြင်မဲထားရင်ပုပ်ပုပ်ဆိုးသွားနိုင်တယ်အဲ့တော့အိယာကနိုးထလာတာနဲ့တပြိုင်နက်ညကအစင်မပြေတာတွေတို့နေ့လယ်ကအစင်မပြေတာတွေတို့မကျေနပ်တာတွေတို့ဒါတွေကိုတွေးပြီးတော့ဒေါသဖြစ်နေမယ်ဆိုလို့ရှိရင်ကျေနပ်เสียဆိုတာတွေးနိုင်မှာအောင်မလားတွေးဘူးအဲ့ဒါစိတ်ကျင်တာမဟုတ်ဘူးသူ့သဘောအတိုင်းလွတ်ထားတာဖြစ်တော့ပိုမဆိုးပေဘူးလားပိုဆိုးလို့လေစိုးရင်เสียဖြစ်လာမယ်လူဆိုတာလူဘဝဆိုတာအမျိုးမျိုးကြုံမှာပဲအကောင်းနဲ့ကြီးဘယ်တော့မှမကြုံနိုင်ဘူးအကောင်းနဲ့လည်းကြုံမယ်အဆိုးနဲ့လည်းကြုံမယ်ဘာပဲကြုံလာအသင့်အင့်နှလုံးသွင်းနိုင်ရမယ်ယောနိသုံးတဲ့ဒီကာရလို့ခေါ်တာအဆိုးတွေကြုံလာလို့ရှိရင်လည်းပဲကိုကဘယ်လိုစဉ်းစားရမလဲအိုးမနေ့ကအဆိုးတွေကြုံလာဒါတွေကတခဏပဲခံရတာတွေမဟုတ်ဘူးငါပါတတ်နိုင်ပါလေဖြစ်ပေါ်လာတဲ့အကြောင်းတရားတွေသူ့အချိန်နဲ့သူနောင်ကြတော့လည်းပြီးသွားမှာပဲဒါတွေတွေးမနေနဲ့ဖះကိုအာယုပြုလိုက်တရားကိုအာယုပြုလိုက်ဟောတန်ခါကိုအာယုပြုလိုက်မေတ္တာပဲပို့နေလိုက်မယ်စိတ်ကိုပြောင်းလဲပလိုက်ဟောပြောင်းလဲပြလိုက်လို့ရှိရင်ခုနစိတ်ပူတာတွေအလိုမကျတာတွေရှိသေးလားထပ်ပေါက်ရှာလိုက်တာလို့ခေါ်တာနော်ဒါကြောင့်မို့စိတ်ထွက်ပေါက်များဆိုတာမြတ်စွာဘုရားဟောထားတာရှိတယ်ဘုန်းကြီးတို့လည်းစိတ်ထွက်ပေါက်များဆိုတဲ့နာမည်နဲ့ဟောပေးထားတာရှိတယ်နော်အဲ့ဒီထွက်ပေါက်ကိုရှာရထွက်ပေါက်မရှာလို့ရှိရင်လူဟာထွက်ပေါက်ပိတ်သွားလို့ရှိရင်မွန်းကျက်သွားနိုင်တယ်ပေါ့စိတ်ရဲ့ထွက်ပေါက်တွေပိတ်မသွားစေနဲ့သူ့နေရာနဲ့သူထွက်ပေါက်မြတ်စွာဘုရားပေးထားတာနော်ဒေါသရဲ့ထွက်ပေါက်ကမေတ္တာပဲပေါ့အစားထိုးပြီးတော့ပြစ်လိုက်မကျေနပ်တာဘာဖြစ်လို့မကျေနပ်ဖြစ်တယ်လဲဆိုရင်မကျေနပ်เสียကိုတွေးလို့မကျေနပ်တာအဲ့တော့ဘာလို့အောင်မလို့ကျေနပ်เสียပြောင်းတွေးလိုက်ပေါ့ဒါပဲရှိတာပဲပေါ့
ကျင့်တတ်စရာကိုတွေးစရာမရှိရင်မေ့ထားလိုက်ပေါ့ညာအိတ်နေတဲ့အချိန်မှာတတိမရဘူးဆိုရင်ဒေါသဖြစ်ပါမလားဖြစ်ပါဘူးမဖြစ်ဘူးလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးအိယာကနိုးထလာလို့တတိရလာလိုက်တာနဲ့တပြိုင်နက်ဒေါသဆိုတာလည်းဝင်လာတတ်တယ်လောဘဆိုတာလည်းဝင်လာတတ်အဲ့ဒီဝင်လာတဲ့လောဘဒေါသဆိုတာကိုယ့်အတွက်ကောင်းတာမဟုတ်ဘူးတဲ့မကောင်းတာတွေဝင်လာတယ်အဲ့ဒါနဲ့အစားထိုးလိုက်မနဲ့ရောက်လာပြီညကကိစ္စတွေမတွေးဘူးဟိုနေ့ကကိစ္စတွေမတွေးဘူးကောင်းရင်တော့ကောင်းတာတွေတွေးမယ်မကောင်းတာမတွေးနဲ့မတွေးဘဲနဲ့မနေ့ပိုင်းမှာအခုလို့နာနဲ့အိယာထားတဲ့အခါမှာကုသိုလ်စိတ်တွေဖြစ်အောင်ငါကြိုးစားမယ်ဘုရားရှိခိုးမယ်ဘာကြီးဖြစ်နေနေဘုရားကိုအာရုံပြုမယ်ရသော်ဘုရားကနဲ့ကိုအရင်သွားမယ်မျက်နှာတစ်ပြီးဘုရားကနဲ့အရင်သွားမယ်ဘုရားကိုအာရုံပြုမယ်ရေချမ်းကတ်လူမယ်စီမီပန်းကတ်လူမယ်ဘုရားရှိခိုးလိုက်အောင်မယ်ဣတိပိသောစိတ်ကျေနပ်တော့အောင်ဣတိပိသောကြဲကြဲရွတ်လိုက်ဟုတ်ကဲ့လားတော့ဘုပရိတရားတွေကိုကြဲကြဲရွတ်လိုက်မယ်တရားဖွင့်နာလိုက်မယ်ဆိုဟောစိတ်ကလေးတွေကပြောင်းမသွားပြီဘူးလားအဲ့ဒါထွက်ပေါက်ကလေးတွေပဲပေါ့အဲ့ဒါလို့မလုပ်ဖဲနဲ့စိတ်ကတွေးမိတာတွေပေါ်မှာလွှမ်းမိုးနေတဲ့အာယုံနောက်လိုက်ပြီဆိုလို့ရှိရင်လောဘကလည်းအရှိန်တက်လာနိုင်တယ်ဒေါသကလည်းအရှိန်တက်လာတယ်အဲ့လိုလောဘဒေါသတွေအရှိန်တက်နေတဲ့အချိန်မှာမတော်တဆသိသွားရင်ဘဝကူးဆိုဘလို့မှမကောင်းဘူးနော်အဲ့ဒါကြောင့်မလို့ဘဝကူးကောင်းမှုဆိုတဲ့နေရာတွေမှာကိုလှုပ်တဲ့အပေါ်မှာမူတည်တယ်လို့ဒီလိုပြောတာနော်အဲ့တော့နာနဲ့မိုးသောအလင်းရောက်တဲ့အချိန်ကနေစပြီးတော့ကုသိုလ်လုံးမိအောင်ကြိုးစားတတိဆောင်ကုသိုလ်လုံးမိအောင်တတိဆောင်အကုသိုလ်ရနဲ့ကြီးပဲမနေမိအောင်ကိုဒါတရားနာတယ်ဆိုတာအဲ့ဒီအသိဉာဏ်တွေကိုရဖို့လိုတယ်တရားဆိုတာနာပြီးရင်လက်တွေ့ကျင့်သုံးအောင်တရားဆိုတာတရားစခန်းသွားပြီးတော့တရားကျင့်မှတရားကျင့်တာမဟုတ်ဘူးเนาะအဲ့ဒါကအမြဲတမ်းလည်းသွားနိုင်တာမဟုတ်ဘူးတစ်ခါတရံသွားနိုင်တာတရားကျင့်တယ်ဆိုတာအမြဲတမ်းကျင့်အောင်အမြဲတမ်းနှလုံးသွင်းတာထမင်းချက်ရင်လည်းနှလုံးသွင်းမယ်အလုပ်လုပ်ရင်လည်းနှလုံးသွင်းမယ်သွားရင်လာရင်လည်းနှလုံးသွင်းမယ်ကားမောင်းရင်လည်းနှလုံးသွင်းမယ်ဘာလဲဆိုရင်ကိုယ်တဏ္ဍကိုယ်စိတ်ကိုတတိထားပြီးတော့လောဘမဖြစ်အောင်ထိမ့်မယ်ဖြစ်လာလို့ရှိရင်ရှောင်လွဲမယ်ဒေါသမဖြစ်အောင်ထိမ့်မယ်ဖြစ်လာရင်ရှောင်လွဲမယ်ဒါကိုတမ္မာဝါယာမလို့ခေါ်တာပဲမြတ်စွာဘုရားအကုသိုလ်မဖြစ်အောင်ထိမ့်မယ်ဖြစ်လာတဲ့အကုသိုလ်စိတ်ကိုရှောင်လွဲမယ်ဖယ်ရှားပြစ်မယ်ဒါတမ္မာဝါယာမပဲပေါ့ဘာနဲ့အစားထိုးမလို့ကုသိုလ်စိတ်တွေဖြစ်အောင်နှလုံးသွင်းမယ်ကောင်းတာကိုတွေးပြီးတော့နှလုံးသွင်းလိုက်ရင်မကောင်းတာဆိုတာထွက်သွားတာပဲပေါ့နှစ်ခုပြုဖြစ်လို့မှမရတာเนาะအဲ့ဒါကြောင့်မလို့ကောင်းတာတွေနဲ့ပဲအစားထိုးပြီးတော့ဘဝတစ်ခုကိုအဲ့လိုတိဆောက်သွားတဲ့အခါဘဝတစ်ခုရလာလို့နောက်ဆုံးအချိန်ရောက်လာပြီဆိုရင်လူတွေစဉ်းစားလေးရှိတယ်ဘဝကူကောင်းအောင်ဆိုတာအတိတ်ပဲကတော့ဘဝကူကောင်းဖို့ဆိုတဲ့နေရာမှာကိုယ်စိတ်တွေကိုသူစရိုက်တရားတွေနဲ့ထုံမွမ်းပေးဖို့သီလနဲ့ထုံမွမ်းပေးဖို့တတ္တာနဲ့ထုံမွမ်းပေးဖို့သမာဓိနဲ့ထုံမွမ်းပေးဖို့ဘဝကူကောင်းဖို့ဆိုတာအဲ့ဒါတွေကအရေးကြီးတာလို့ဆိုလိုတယ်နော်အဲ့တော့ဘဝကူကောင်းတယ်ဆိုတာဘဝကူကောင်းအောင်လို့ဆိုပြီးတော့ဒါလေးလှူလိုက်ဟိုလေးလှူလိုက်ဒီလောက်ကလေးနဲ့တင်ခြေနှက်နေလို့မဖြစ်ဘူးအဲ့လိုလှူလိုက်တဲ့အချိန်လေးကအမတန်မှတူထောင်တော့အားကြီးတယ်ကိုယ်စိတ်ကိုလွှမ်းမိုးထားနိုင်မှာမဟုတ်ဘူးတဲ့ဟုတ်ကဲ့လားဘဝကူကောင်းဖို့ဆိုတာစိတ်ကိုလွှမ်းမိုးထားနိုင်တဲ့အနေအထားတစ်ခုရှိဖို့လိုအပ်တယ်ကဲကောင်းပြီဘဝကူဆိုတာလေးကိုနည်းနည်းရှင်းပြီးတော့ကြည့်အောင်သမုဒိသစ္စာပိုင်းကဘဝကူလို့ပြောပေမဲ့လို့ဒီဘဝကဘာတွေကူးသွားတာတုံးလို့ဆိုတဲ့အခါဘာမှကူးမသွားကူးမသွားဘူးဆိုတဲ့သဘောလေးကိုနားလည်အောင်စဉ်းစားကြည့်လိုက်နားလည်အောင်စဉ်းစားကြည့်ရှင်းရှင်းလေးနားလည်ပြီးတော့သွားအောင်ခြေလမ်း၃လမ်းဆိုတာလို့ခြေလမ်း၃လမ်းနဲ့လှမ်းပြီးတော့သွားတယ်ပထမခြေလမ်းဒုတိယခြေလမ်းတတိယခြေလမ်းအဲ့တော့ပထမခြေလမ်းကဒုတိယခြေလမ်းဖြစ်တာလားဒုတိယခြေလမ်းကတတိယခြေလမ်းဖြစ်တာလားပထမခြေလမ်းကပထမခြေလမ်းပြီးသွားတာဒုတိယခြေလမ်းကသူ့အတူဖြစ်လာတာဒုတိယခြေလမ်းပြီးရင်တတိယခြေလမ်းဆိုတာသူ့အတူဖြစ်လာတာဟုတ်ကဲ့လား
ပထမခြေလမ်းကုံမှဒုတိယခြေလမ်းဆိုတာဖြစ်တယ်ဒုတိယခြေလမ်းကုံမှတတိယခြေလမ်းဆိုတာဖြစ်တယ်အဲ့တော့ပထမခြေလမ်းကဒုတိယခြေလမ်းကိုကူးသွားတယ်လို့ပြောတာလားသို့မဟုတ်သူ့ဘာသူဖြစ်တယ်လို့ပြောရမှာလားတေချာစဉ်းစားကြည့်နော်ကဲဒီတဲ့ထင်ရှားကြည့်တာကိုပြောရမယ်ဆိုရင်ကိုနှုတ်ကနေပြီးတော့ရွတ်ဆိုကြည့်လိုက် ABC ဆိုတာကိုရွတ်ကြည့်လိုက်သို့မဟုတ်ကာကြီးခါခွေခါငယ်ရွတ်ကြည့်လိုက်ကခါဖြစ်သွားတာလားခါကခါဖြစ်သွားတာလားကဆိုတဲ့အတန်ပေါ်ပြီးရင်ကပျောက်သွားတာမဟုတ်လားအဲ့ဒီပျောက်သွားတဲ့ကာကြီးကနေခါခွေဖြစ်တာဟုတ်ကဲ့လားမဟုတ်ဘူးအဲ့တော့ကာကြီးကနေခါခွေကူးသွားတယ်လို့ပြောလို့ရမယ်သို့တော့ဘယ်လိုပြောလို့ရလဲဆိုကာကြီးတန်ပျောက်သွားတော့ခါခွေတန်ပေါ်လာတယ်ဒီလိုတော့ပြောလို့မရဘူးပထမခြေလမ်းပြီးသွားလို့ဒုတိယခြေလမ်းပေါ်လာတယ်လို့ပြောလို့မရဘူးလားပထမခြေလမ်းကြီးရှိနေရင်ဒုတိယခြေလမ်းဖြစ်နိုင်ပါမလားမဖြစ်နိုင်ဘူးကတန်ရှိနေသေးရင်ခါခွေးဆိုတဲ့အတန်မပေါ်ဘူးအေတန်ရှိနေသေးရင်ဘီတန်မပေါ်ဘူးအေတန်ချုပ်သွားတော့ဘီတန်ပေါ်တယ်ကတန်ချုပ်သွားတော့ခတန်ပေါ်တယ်ဟုတ်ကဲ့ကတန်ကခတန်ဖြစ်သွားတာမဟုတ်ဘူးအေတန်ကဘီတန်ဖြစ်သွားတာမဟုတ်ဘူးသူ့အကြောင်းနဲ့သူပေါ်လာတာသို့တော့အေတံမချုပ်ဖဲနဲ့ဘီတံမပေါ်ဘူးကတံမချုပ်ဖဲနဲ့ခတံမပေါ်ဘူးအဲ့ဒီသဘောလေးကိုနည်းနည်းနားလည်အောင်စဉ်းစားလိုက်လို့ရှိရင်ကာကြီးကနေခါဝေးကူးသွားတာမဟုတ်ဘူးဆိုတာသိကြတယ်နော်အေးသိကြလို့ရှိရင်ဘဝဆိုတာပြောတော့ဘဝကူးလို့ပြောကြတယ်ကူးတယ်လို့ပဲပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကာကြီးပြီးတော့ခါဝေးပေါ်လာတာဖြစ်တော့ကြောင့်ကာကြီးကနေခါခွေးကူးသွားတယ်လို့တော့ပြောလို့ရတယ်ဟုတ်ကဲ့လားသို့တော့ကူးသွားတဲ့ခါခွေးဟာကာကြီးကနေဖြစ်လာတာဟုတ်ကဲ့လားမဟုတ်ဘူးကာကြီးကကာကြီးပဲပြီးသွားပြီဟုတ်ကဲ့လားပြီးသွားတဲ့အခါမှာခါခွေးဖြစ်လာအဲ့ဒီသဘောလေးကိုရှင်းအောင်မှတ်ထားပြီးတော့ကြည့်ဘဝကူးတယ်ဆိုတာဘာမှမကူးပေမဲ့ဘယ်လိုဖြစ်တာလဲခုခေတ်စကားနဲ့ပြောရင်တော့ပိုနားလေ online ပေါ့လူတယောက်ဟာဒီ online ဖြစ်နေတယ်ဆိုတာဒီ line ကတော့တူတူပဲပေါ့နော်ကိုယ့်ရဲ့ဘဝတစ်ခုလမ်းကြောင်းဆိုတာတူတူပဲကဲလူတယောက်ဟာမနေ့မိုးတော့အလင်းရောက်တဲ့ချိန်ကစားပြီးတော့လောဘတွေဖြစ်လိုက်ဒေါသတွေဖြစ်လိုက်နဲ့တနေ့ကုန်ညအိပ်ရဝင်နောက်တည့်ရက်လည်းလောဘဒေါသနဲ့စတနေ့ကုန်အိပ်ရဝင်နဲ့တက်တန်းကတော်တော်လေးရလာဒီလိုပဲလောဘနဲ့အချိန်ကုန်တယ်ဒေါသနဲ့အချိန်ကုန်တယ်မောဟတွေနဲ့အချိန်ကုန်တယ်မာနတွေနဲ့အချိန်ကုန်တယ်ဆိုနောက်ဆုံးအချိန်ကလေးတစ်ခုရောက်ပါနော်ဒီကြားထဲမှာကုသိုလ်ကောင်းမှုလေးတော့သူကြားလှုပ်ချင်လှုပ်လိုက်မယ်သို့တော့နောက်ဆုံးအချိန်ကလေးတစ်ခုရောက်လာတယ်အဲ့ဒီရောက်လာပြီဆိုတဲ့အချိန်မှာသူဟာဘာဖြစ်တယ်ဆိုအဲ့ရတဲ့မှာလဲနေမြင့်မျောနေတတိကရတစ်ချက်မရတစ်ချက်ဖြစ်နေအဲ့ဒီအချိန်မှာသူ့အပေါ်မှာဘာအာယုန်တွေကလွှမ်းမိုးနေတယ်လေလို့ဆိုလို့ရှိရင်ဟိုရှေ့ပိုင်းကနေပြီးတော့လေ့ကျင့်ခဲ့တဲ့အာယုန်တွေပေါ့ဒီလောဘဖြစ်ခဲ့တာတွေဒေါသဖြစ်ခဲ့တာတွေမကျေမနပ်ဖြစ်ခဲ့တာတွေအကျဉ်းများစွာဖြစ်ခဲ့တဲ့ဟာတွေကအရှိန်အဝါရပြီးတော့သူ့စိတ်ကိုလွှမ်းမိုးထားအဲ့အချိန်ဒီကလူတွေကတော့မသိဘူးသူ့မှာအိမ်မက်မက်နေတယ်လို့ပဲအဲ့ဒီအခြေအနေတွေကသူ့ကိုလွှမ်းနေတယ်ဟုတ်ကဲ့လားအဲ့ဒီတုန်းကစိတ်မျိုးတွေသူပြန်ပေါ်နေတယ်အဲ့ဒါကိုကံအာယုံထင်တယ်လို့ခေါ်တယ်အဲ့ဒီစိတ်မျိုးတွေပြန်ပေါ်နေတယ်ခံစားချက်တွေပြန်ပေါ်အဲ့ဒီခံစားချက်တွေပြန်ပေါ်တယ်လို့ပဲကိုလုတ်ခဲ့တုန်းကအနေအထားတွေအာလုံးမြင်ကွင်းတွေအကုန်မြင်နေရတယ်ဟောကမ္မနမိတ်လို့ခေါ်တယ်အဲ့ဒါတွေမပေါ်ဘူးဆိုလို့ရှိရင်ကိုသွားရမယ့်ဘဝကိုကျွတ်တင်ပြီးတော့မြင်နေဆိုပါစို့ဒေါသကြီးတဲ့ပုဂ္ဂိုလ်ကဘယ်ဟိုသွားတော့ဆိုကိုယ်ကိုရိုက်မဲ့ပုတ်မဲ့ကိုယ်ကိုရန်လုံးမဲ့အကောင်ကြီးတွေကကိုယ်လာခေါ်နေတယ်ဆိုတာမြင်တယ်သို့မဟုတ်မီးလောင်နေတဲ့အဆောက်အဦတွေကိုကိုယ့်ရဲ့ရန်သူတွေကဆွဲခေါ်သွားပြီးတော့တုံးပုတ်မယ်ဆိုတဲ့အနေအထားမျိုးတွေမြင်နေတယ်ဟုတ်ကဲ့လားသူ့ရဲ့စိတ်အခြေအနေကိုကသူကရန်လုံးတတ်တဲ့သဘောရှိတာဟုတ်အဲ့တော့ရန်လုံးတော့သူရန်လုံးခံရတဲ့အနေအထားမျိုးပဲစဉ်းစားကြည့်လေသူများရန်လုံးတဲ့လူဆိုတဲ့သူကဘယ်တော့မှအေးချမ်းချမ်းအိပ်ရတယ်မှရှိမှမရှိဘူး
ဆလန်းနေပါလေကြည့်ဘူးတယ်မဟုတ်လားလူဆိုးတယောက်ဟာတောထဲမှာနေလို့ရှိရင်သူများကိုရန်လုပ်ဖို့ပဲသူချိနာပဲမဟုတ်လားအကြည့်ပြီးတော့သူ့ဘယ်သူကမှရန်လုပ်မလဲဆိုတာအမြဲတမ်းတွေးနေရတာလေအဲ့ဒါမျိုးလိုပဲနောက်ဆုံးအချိန်ရောက်ပြီဆိုတဲ့အချိန်မှာခုနကဘဝကူးတော့မယ်ဆိုတဲ့အချိန်ရောက်ပြီဆိုရင်ဒီစိတ်အခြေအနေတွေဟာသူ့ကိုလွှမ်းပြီးတော့ပေါ်နေတာအဲ့ချိန်အဲ့ဒါလိုလွှမ်းပေါ်နေတဲ့အချိန်လေးမှာဒီအာယုန်တွေကိုစိတ်ကလွှမ်းမိုးနေတဲ့အချိန်လေးမှာဖြတ်ခနဲ့ဆိုသေသွားလိုက်တာအဲ့ဒီလွှမ်းမိုးနေတဲ့အချိန်လေးပေါ်မှာသေသွားလိုက်တဲ့ဟာဒါတွေကကံတရားတွေပဲပေါ့ကံကဖန်တီးလို့ဒါတွေပေါ်လာအဲ့ဒါလို့ဖြတ်ခနဲ့သေသွားလိုက်တာနဲ့တပြိုင်နက်အဲ့ဒီကံရဲ့စွမ်းအားနဲ့သူဖြစ်နေတဲ့စိတ်အခြေအနေနဲ့အလားတူတဲ့ဘဝတစ်ခုမှပေါ်လိုက်ပြန်တယ်သူ့ရဲ့သရေစိတ်လေးကပေါ့ဒီကနေကူးသွားတာမဟုတ်ဘူးနော်ဒီကဟာသေသွားဖြတ်ခနဲ့သေလိုက်တာနဲ့အာယုံပြုတဲ့နေရာမှာအသစ်ပေါ်လိုက်တာဟုတ်ကဲ့လားဒီကမသေးပဲနဲ့ဟိုမှာအသစ်မပေါ်ဘူးဒီကသေလိုက်တာနဲ့ခုနကကာကြီးဆိုတာပျောက်သွားတာနဲ့ခါခွေးဆိုတာပေါ်သွားအတန်လေးပေါ်သွားသို့တော့အဲ့ဒီကကာကြီးကနေခါခွေးဖြစ်သွားတာမဟုတ်ဘူးနော်ဒီဘွားကသို့တော့ကာကြီးကချုပ်ငိမ့်သွားလို့သွားတယ်ကာကြီးနဲ့ခါခွေးဟာလိုင်းတူနေသည့်အတွက်ကြောင့်ကာကြီးတုန်းကလှုပ်ထားခဲ့တဲ့ဟာတွေကလွှမ်းမိုးပြီးတော့ခါခွေးဖြစ်ရတယ်ပေါ့ကံတရားတွေကအဲ့လိုဖြစ်တယ်အဲ့တော့ဒီဘဝကူးတယ်ဆိုတဲ့ပြဿနာဟိုနားလည်အောင်စဉ်းစားဖို့လိုအပ်တယ်ပေါ့နော်ဆိုလိုတာကဒီဘဝကသုတိစိတ်ကြတယ်သုတိစိတ်မကြခင်အာယုန်တွေထဲမှာလာပြီးတော့ထင်းနေတယ်အဲ့ဒီထင်းတဲ့အတိုင်းပရိသေစိတ်ကမျိုးစေ့ကြတယ်အဲ့ဒါဟာနောက်ဘဝဖြစ်သွားပြီပေါ့တရေစိတ်လေးပေါ်လိုက်တာနောက်ဘဝလူဘဝကနေနောက်ဘဝဥပမာလူဘဝကနေပြီးတော့နွားဘဝရောက်မယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘာဖြစ်လဲဆိုရင်တေခံနေမှသူကနတ်အုပ်ကြီးတွေရောက်နေတယ်လို့သွားထင်စိတ်ကနွားအုပ်ကြီးတဲ့သူရောက်သွားတယ်သို့တော့သူကတော့အိပ်ရထဲမှာမောနေဟုတ်လားအိပ်ရထဲမှာအိပ်ပြီးတော့အိပ်မောကြအိပ်ရထဲမှာဟိုတင်ငယ်စောနဲ့မျောနေတဲ့အချိန်ဒါပေမဲ့အိမ်မက်သေးလို့ပဲနွားအုပ်ကြီးတဲ့ကြားထဲရောက်နေတယ်အဲ့ဒီလိုသေကြတယ်နွားတဲ့ဖြစ်နွားအုပ်ထဲရောက်တာမှသေကြစိတ်အုပ်ထဲရောက်နေစိတ်ဖြစ်မှသေကြခွေးအုပ်ထဲရောက်နေဆိုခွေးဖြစ်မှသေကြတယ်ဒါကဂတိနမိတ်လို့ခေါ်တယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့သူနဲ့မတည့်တဲ့သူ့ရန်သူတွေကနေဝင်လာပြီးတော့သူ့ကိုအတင်းကျပ်ဖန်စီချုပ်နှောင်ပြီးတော့ခေါ်သွားတယ်ခေါ်သွားပြီးတော့အမတန်ဆိုးရတဲ့ကြောက်ကြီးတဲ့တွန်းချခံလိုက်ရတယ်ဆိုတဲ့ချိန်လေးမှာအဲ့ဒါကြီးကျတော့ငရဲကြပါအဲ့ဒီပုဂ္ဂိုလ်ငရဲရပါအဲ့လိုမဟုတ်ဘဲနဲ့တခြားခံစားရမှုတွေရှိတယ်ခုခေတ်မှာလူတွေပြောကြတယ်လေလူတယောက်သေပြီဆိုလို့ရှိရင်သွားပြီးတော့မေးကြတာတွေရှိတယ်မဟုတ်လားနော်လေချုံနဲ့မေးတာတို့ဗာမေးတာတို့ညာမေးတာတို့ရှိဟုတ်ချင်လဲဟုတ်ပဲမဟုတ်ချင်လဲမဟုတ်ပြိတ္တာဖြစ်ရင်တော့မေးလို့ရရင်ရမှာပေါ့နော်မေးလို့ရတဲ့ဤမရှိဘူးမဟုတ်ဘူးမေးလို့ရတာမှန်တယ်တော့လည်းမှန်တယ်ဘာလို့မှန်တာတော့ဆိုမြတ်စွာဘုရားလက်ထက်တုန်းကရှိနေဝိင်္ဂီတဆိုတဲ့ပုံနာဟာသူကလူတွေရဲ့တည်သွားတဲ့လူရဲ့ခေါင်းရိုးကိုခောက်ပြီးတော့မေးလို့ရှိရင်ဘယ်ပုံရောက်တယ်ဆိုတာပြောနိုင်တယ်ဟုတ်ကဲ့လားကြားဘူးတယ်မဟုတ်လားဝိင်္ဂီတမထေဖြစ်မဲ့ပုံနာဟာသူကမန္တန်လေးရွတ်ပြီးတော့အဲ့ဒီခေါင်းလေးကိုခောက်လိုက်ခောက်ပြီးတော့ဘယ်ပုံရောက်နေတော့မေးလို့ရှိရင်သူ့နားထဲမှာအဲ့ဒီဟာလာပြောတယ်သူမန္တန်ဆောင်ကပြောတာနေမှာပေါ့ဒီလူကငရဲဆိုရင်ငရဲရောက်နေတယ်ပြိတ္တာဆိုပြိတ္တာရောက်နေတယ်ဖြစ်နေတယ်ဘယ်တရားဘာဖြစ်တယ်ဘာဖြစ်တယ်ပေါ့ပြောတယ်ပြောနိုင်သူပြောတဲ့အတိုင်းလည်းဟုတ်တယ်သို့တော့ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်ရဲ့ယဟန္တာရဲ့ခေါင်းရိုးကိုခောက်ပြီးတော့မေးတဲ့အခါကျတော့သန္တာပြောက်သွားယဟန္တာဆိုဘယ်ဘုံမှမဖြစ်တော့တာဟုတ်နော်အဲ့ဒီကြမှာသူကဖျားစီကိုတပည့်ခန္ဓာလေအဲ့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်တော့အခုခေတ်လူတယောက်သေသွားတယ်ဆိုရင်ဘယ်ရောက်သွားတော့ဆိုသွားမေးကြဟောမေးတဲ့အခါမှာမှန်နိုင်တာလည်းရှိတာပေါ့လေနော်မှန်ကန်နိုင်တဲ့အနေထားရှိရင်တော့လေမှန်တာလည်းရှိမှာပေါ့အဲ့လိုသွားမေးတဲ့အခါတခါတရံကြတော့လူတွေဟာဒီအမှုတန်းအရာတန်းတွေကလူတယောက်ယောက်ဆုံးပြီဆိုလို့ရှိရင်အဲ့ဒီလူကဘာလုပ်တော့ဆိုမတော်တဆဆုံးသွားတဲ့လူတယောက်ဟာအမှုတန်းသူကသူအမှုတန်းလို့စိတ်ကစွဲနေတယ်
သေတဲ့အချိန်တုန်းကလည်းပဲသူကဆိုးဆိုးဝါးဝါးကြီးတော့မဟုတ်ဘူးသို့တော့သူဆွဲလန်းတဲ့စိတ်နဲ့သေသည့်အတွက်ကြောင့်လူပုံဖြစ်ရင်ကိစ္စမရှိဘူးတရိစ္ဆာန်ဖြစ်သွားရင်လည်းသူကသူသွားပြီငရဲသွားရင်လည်းသူကသူသွားမှာပဲဟောနတ်ပြည်ဖြစ်သွားရင်လည်းသူကသူသွားမှာပဲသို့တော့ဆွဲလန်းစိတ်နဲ့ပြိတ္တာသွားဖြစ်တယ်အဲ့ဒီပြိတ္တာသွားဖြစ်ထားရင်သူ့မှာခံစားချက်တွေကအမျိုးမျိုးဖြစ်တတ်တယ်ပေါ့အဲ့ဒီခံစားချက်ဖြစ်သည့်အတွက်ကြောင့်သူဘယ်မှာနေရပါတယ်တို့နော်ဘယ်မှာနေရတော့သူ့ကိုအမြတ်တမ်းပေးဝေပါတို့ဒီလိုပြောတာတွေရှိတယ်မဟုတ်လားအဲ့တော့ပြိတ္တာဖြစ်ပြီဆိုရင်အဲ့ဒီလိုအနေအထားမျိုးကတော့ရှိဒါပြိတ္တာဖြစ်ပြိတ္တာဖြစ်ပြီမဲ့တချို့ကလူကသေသွားလို့ရှိရင်ကိုယ့်ကိုသေမှမသိဘူးတဲ့သေသွားတယ်လို့မထင်ဘူးကိုယ့်ကိုဒီတိုင်းပဲထင်လို့အိမ်ပြန်လာတာတွေရှိတယ်အိမ်ပြန်လာတဲ့အခါအိမ်ကလူတွေကသူ့ကိုမမြင်ဘူးအိမ်ကခွေးကသူ့ကိုဟောင်းတယ်အဲ့ဒီမှာဒုက္ခရောက်တယ်ဆိုတဲ့ဇာလန်းနေလည်းကြားဘူးတာပဲဟောသူ့အနေနဲ့ကသူကသူ့ကိုသူရုပ်တရက်ကြီးသိတိုင်စွာမရှိဘူးပေါ့အခုအမေရိကမှာသတင်းသုံးတဲ့ဆရာတော်ကြီးတွေကသက်80ကျော်ရှိသူကသူ့အကြောင်းကိုပြန်ပြောနိုင်တယ်သူသေသွားတာကိုသူသိတဲ့အကြောင်းသေသွားပြီးတော့တောထဲမှာနေတာတွေရောသူပြန်ပြောတယ်တခါတော့သူကိုယ်တိုင်လည်းပြောတယ်အဲ့တော့အနာပေါက်ပြီးတော့သူဆေးရုံတက်တာအနာကအမတန်မှပြင်းထန်တယ်သူမေ့မြော်ပြီးတော့သေသွားတယ်သေသွားတဲ့အခါမှာသူ့အလောင်းချတာတွေပါလေသူပါသွားတယ်သူပါလိုက်တာသူသေသွားတယ်လေသူကသူ့အလောင်းကြီးချသွားတယ်ဆိုတာလေသူသိတယ်ကဲအဲ့ဒါပြိတ္တာဖြစ်တဲ့သဘောပေါ့နော်နောက်ကြတော့တောအုပ်ထဲမှာသူနေတယ်တဲ့နေတဲ့အခါကျတော့သူ့ကိုလှမ်းခေါ်တဲ့အတန်ကြားလိုက်တဲ့အခါကျတော့လူကြီးတယောက်ကမြင်းကြီးစီးပြီးတော့သူ့နာမည်ခေါ်တာနဲ့သူကလှမ်းသူ့ခေါ်တော့သူထူးလိုက်တော့မင်းငါနဲ့လိုက်ခဲ့လို့ဆိုတာနဲ့အဲ့ဒီမြင်းသွားတဲ့နောက်ကသူလိုက်တဲ့အခါတောအုပ်ကြီးဖြတ်လဲထွက်လိုက်ရောသူတို့ရွာရောက်သွားသူတို့ရွာမြင်တော့ဟာဒါငါတို့ရွာပဲလို့ဆိုပြီးတော့လိုက်ရောက်တော့အဲ့ဒီလူကြီးကနေပြီးတော့သူ့နာမည်ခေါ်ပြီးတော့မင်းဒီအိမ်ပေါ်တက်ဒီအိမ်မှာနေရလို့ပြောတာအဲ့ဒီအိမ်ကလည်းသူတို့အိမ်ပဲအဲ့တော့သူတက်တယ်တက်လို့မရဘူးတဲ့ဒါအိမ်မက်မဲ့တလို့ဖြစ်တာပေါ့နော်တက်လို့မရတက်မရတာနဲ့မင်းအဲ့ဒီအိမ်တက်မရရင်လည်းဟိုဘက်အိမ်တက်ကွာလို့ဆိုတော့အဲ့ဒီအိမ်တက်တာမွေးလာတော့အဲ့ဒီသူ့အိမ်သားကအိမ်မှာသူကဖြစ်တာလူဖြစ်တာအဲ့ဒါတွေအကုန်လုံးမှတ်မိတယ်အဲ့ဆရာတော်ရက်ပြောပြဒါသူ့ကိုသူပြန်ပြောတယ်အဲ့ဒါပြိတ္တာဘဝဖြစ်လောက်တယ်အဲ့တော့ဒါတွေကိုဆင်ခြင်စဉ်းစားကြည့်မယ်ဆိုရင်ဒါအာယုန်နမိတ်တွေထင်တဲ့သဘောကိုပြောပြတာသူကအာယုန်နမိတ်တွေထင်နေအဲ့ဒီအာယုန်နမိတ်ထင်တဲ့အပိုင်းကိုပဲဒီပြိတ္တာဘဝရောက်သွားတဲ့အပိုင်းလေးတွေကိုပဲပြန်ကြည့်ပြီးတော့ဒါလူတွေဟာမကျွတ်ဘူးလို့ဘာလို့ဒီလိုပြောနေကြတာဟောဆက်သွယ်မှုတွေရဆက်သွယ်မှုရနေသေးတယ်ဆိုရင်ဝမ်းသာရအောင်ပဲဆက်သွယ်မှုမရဘူးဆိုရင်တော့အချိန်ကြီးဆိုးတဲ့စီရောက်ချင်အောင်သွားမှာပဲဒါတော့နော်အချိန်ကြီးဆိုးတဲ့စီရောက်သွားနိုင်ဒါကြောင့်မလို့ဘဝကူးတယ်ဆိုတာဒီဘာတစ်ခုမှတော့ကူးသွားတာမဟုတ်သို့တော့စိတ်ဆွမ်းအားဆိုတာကိုတတိထားဖို့လိုအပ်တယ်စိတ်ဆွမ်းအားဆိုတာဥပ္ပဒံဆိုတာအမတန်မှပြင်းထန်စိတ်တွေထဲမှာ impression ခေါ်စိတ်ရဲ့စွမ်းအားကနောက်ဘဝထီအောင်အမှတ်ထင်သွားတတ်တယ်ဒါကြောင့်မို့လို့လူတယောက်ဟာလက်ကိုဖြတ်ပြီးတော့အသက်ခံလိုက်ရပြီဆိုလို့ရှိရင်ငါလက်ကြီးပြတ်သွားပြီငါလက်ကြီးပြတ်သွားပြီဆိုစိတ်ကတအားဆွဲပြီးတော့လက်ကြီးပြတ်သွားပြီဆိုတာကြီးကိုလက်ပြတ်ကြီးကိုပွေ့ပြီးတော့သူ့လက်ကြီးပြတ်သွားတာနဲ့သေဆုံးသွားတဲ့လူတယောက်ဟာနောက်ဘဝကျရင်လက်မပါဘဲနဲ့ဖြစ်သွားတတ်တယ်ဘာဖြစ်လို့လဲဆိုဥပ္ပဒံဆွဲလန်းတော့သူကငါလက်ကြီးပြတ်သွားပြီလို့ပဲယူဆတာနော်ငါမှလက်မရှိတော့ဘူးဆိုတော့ဒါမှမွေးလာတဲ့အခါမှာလက်ပြက်ကလေးမွေးတာတို့ပါတော့ဒါမျိုးဖြစ်တတ်တယ်ဒါစိတ်ပညာကတော့တမျိုးပြောချင်းပြောမှာဒါစိတ်ဆွဲလန်းကြောင့်ဖြစ်တယ်လို့ဒီလိုယူဆတာဥပ္ပဒံဆိုတာအမတန်မှပြင်းထန်တယ်ဒါကြောင့်မို့ဒီဘဝကအမှတ်သားဟာနောက်ဘဝပါသွားတာမျိုးတွေလည်းရှိတတ်တယ်အဲ့ဒါတွေကဘာကြောင့်ပါရတာလို့ဆိုစိတ်ဆွဲလန်းနဲ့ပါဟောတခါတည်းလူတွေကပြောတယ်သူကတိုက်ကလာတာတဲ့တိုက်ကခေါ်တယ်ဗမာပြည်မှာတော့တဲပြောတာပဲတိုက်ကလွတ်တဲ့လူတဲမရှိဘူးဘယ်တိုက်လဲတော့မသိဘူးငှက်တိုက်လားကျက်တိုက်လားတော့မသိဘူးနော်အဲ့တော့တိုက်ဆိုတာတော့တဲပြောတယ်ရှိအဲ့တော့လူတယောက်ကိုသူတို့ခေါ်ချင်တိုင်းခေါ်လို့ရလားလို့ဆိုခေါ်ပုံခေါ်နည်းစနစ်တော့ရှိလူကိုခေါ်တယ်ဆိုတာကုသကံနေတအားကြီးနေရင်တော့ခေါ်လို့မရဘူး
အကုသိုလ်ကံတွေတအားများတဲ့ပုဂ္ဂိုလ်လည်းပဲကောင်းတဲ့ဘုံခေါ်လို့မရနော်ဒါဖြင့်ပိုက်ကခေါ်တယ်ဆိုတာဖြစ်နိုင်သလားလို့ဆိုဖြစ်နိုင်တာတစ်ခုကဘာလဲအဘိဓမ္မာသဘောအရဖြစ်နိုင်တာတစ်ခုကဘာလို့ဆိုအဲ့ဒီလူသင်ငယ်စောနဲ့မျောနေတဲ့အချိန်လေးမှာပိုက်ကရွှေတွေငွေတွေကိုပြသူမြင်အောင်ပြနိုင်တယ်သူတို့ကနော်လှတာပတာတွေအကုန်ပြတဲ့အခါလူဆိုတာလှတာမြင်လို့ရှိရင်စိတ်ကသူ့အတူဆွဲလန်းသွားမှာပဲလေအဲ့ဒီအာယုန်နေနဲ့ဆွဲပြီးတော့နေတဲ့အချိန်လေးမှာတည်သွားရင်တော့အဲ့ဒီရောက်သွားမှာပဲသိကြတယ်ခေါ်တယ်ဆိုတာအဲ့ဒီနေနဲ့ခေါ်တာဒီတိုင်းနှုတ်ပြီးခေါ်သွားတယ်လို့မဟုတ်ဘူးနော်ပါဇက်ကနေဆွဲနှုတ်ပြီးတော့ဝိညာဉ်ကိုနှုတ်ယူသွားတယ်ဒီလိုမဟုတ်ဘူးနော်စိတ်ဆွဲလန်းအောင်အာယုန်တစ်ခုပြအဲ့ဒီပြနေတဲ့အာယုန်ပေါ်မှာစိတ်ဆွဲလန်းပြီးတော့တည်တာသူကသူတည်သွားတာပေါ့တည်သွားတဲ့အချိန်မှာဒီစိတ်ဆွဲလန်းတဲ့နေရာမှာဘာဖြစ်လဲစိတ်ဆွဲလန်းတဲ့နေရာမှာဖြစ်တယ်ဆိုတာဒီဗေမိတာရမင်းကြီးရဲ့ဝတ္ထုတစ်ခုကိုထောက်ထားပြီးတော့ဒါကယုံမတနေရာဖြစ်เสียမရှိဘူးဗေမိတာရမင်းကြီးကသောတာပန်ပဲသောတာပန်ဖြစ်တဲ့ဗေမိတာရမင်းကြီးကသေတော့ပဲသွားဖြစ်တယ်ဆိုတော့နတ်ဘလူသွားဖြစ်တယ်ပုံနကတို့အာလာဝကတို့နဲ့တဒန်းနဲ့စနဝဒဘဆိုတဲ့နတ်ဘလူသွားဖြစ်တယ်အဲ့ဒီနတ်ဘလူကဝိတ္တဝနတ်မင်းကြီးရဲ့လက်အောက်ခံနတ်ဘလူကြီးတွေသူအဲ့ဒီကိုသွားဖြစ်တယ်တကယ်တော့သူဟာသောတာပန်လည်းဖြစ်တယ်ဖရာတကအကြောင်းတကလည်းဖြစ်တယ်တကယ်ဆိုလို့ရှိရင်အထက်နတ်ပြည်တာဝရိန္ဒာမဟုတ်ရင်ယာမာတုတ်တိတာအနာရဝိသထေတို့ဆိုတုတ်တိတာဖြစ်တယ်ဝိသခအကြောင်းမှကြီးဆိုရင်နေမာနာရတိပုံမှာဖြစ်တယ်ဗေမိတာရမင်းကြီးကဘာဖြစ်လို့ဘဝမှာနှိမ့်ကြတဲ့ဘဝသွားဖြစ်ရတာတော့သောတာပန်ဖြစ်ရတာနဲ့ဘဝကဘာလို့နှိမ့်သွားတာတော့လို့ဆိုခုနပြောတယ်အတွေ့အတာပဲသူကအဲ့ဒီဘဝကိုခဏခဏဖြစ်ခဲ့သည့်အတွက်ကြောင့်တေခံဒီမှာအဲ့ဒီဟာကိုသွားဆွဲတယ်ဒါမို့လို့လူတွေကထပ်ဖြစ်တတ်တယ်ဒီနေရာကိုထပ်ဖြစ်တတ်တယ်နော်မာရကဇံကလူတွေကလည်းမာရကဇံထပ်ဖြစ်လိုက်တယ်အဲဆွဲရင်ပြောတာနော်ကိုယ်နေရာလေးကိုသဘောကျလို့ရှိရင်ဒါထပ်ဖြစ်တတ်တယ်လောကလူတွေဆွဲမဆွဲစဉ်းစားကြည့်ပေါ့ကိုနေကြတဲ့နေရာလေးပြောင်းခိုင်းရင်ဘယ်သူမှမပြောင်းညံ့ဘူးဒီနေရာလေးအဆင်ပြေနေတယ်လို့ပဲတွက်တယ်ဟုတ်ကဲ့လားရန်ကုန်မြို့ဆိုလို့ရှိရင်သာသမီတွေကရန်ကုန်မှာကြီးပွားနေတောရွာမှာရှိတဲ့အမေတွေအဖေတွေကိုခေါ်လာပြီးတော့ရန်ကုန်မှာတိုက်ကြီးတဲ့ထားမနေနိုင်ဘူးပြန်ပြေးကြဘာလို့လဲဆိုတော့ကိုတောရွာအနေထားလေးကဟိုအိမ်လေဒီအိမ်လေသွားလို့ရတယ်လေရန်ကုန်ကြတော့ပြင်းစရာကြီးပဲအိမ်မလဲလို့လည်းမရဘူးလေတော့မနေနိုင်ဘူးပြန်ကြတာများတယ်အဲ့တော့ဘာလို့ဆိုတော့ဒါလေးတွေကအစွဲလန်းလေးတွေလို့ခေါ်တယ်လူမသိသူမသိတဲ့အစွဲလန်းလေးတွေကရှိကြတယ်အဲ့ဒီအစွဲလန်းလေးတွေကဥပါဒံလို့ခေါ်တာဥပါဒနာပစ္စယဘောပဲအဲ့တော့ဗေမိတာရမင်းကြီးကနတ်ဘလူပဲသွားဖြစ်တာဘာလို့ဖြစ်တာတော့ဆိုဟောဒီအစွဲလန်းကြောင့်မို့လို့ဒီရောက်ပါဟောအဲ့တော့ဒီအစွဲလန်းရှိတဲ့နေရာမှာကံကလည်းပဲဒီဆိုပါတော့အထက်နတ်ပြည်ဖြစ်နိုင်ရဲ့တန်းနဲ့ကံကအထက်နတ်ပြည်ကိုပို့နိုင်ရဲ့တန်းနဲ့သူကရွေးလိုက်တာဒါရွေးတာဖြစ်သွားတဲ့အတွက်ကြောင့်ဒီဘက်ပဲရောက်ပါတယ်ဟောတေဂန်ဒီမှာသူကရွေးချယ်မှုတွေဖြစ်တတ်တယ်ဘယ်လိုဖြစ်တယ်ဆိုဂတိနမိတ်အရွေးချယ်ခုနကဟိုဆရာတော်ကြီးပြောတာကြည့်ဒီအိမ်တက်ဆိုအဲ့ဒီအိမ်မတက်ဘူးတက်လို့မရဘူးနောက်အိမ်တက်ခိုင်းလိုက်တော့နောက်အိမ်ဒါသူရွေးလိုက်တာပဲပေါ့အဲ့တော့တွေ့တာမှုလေးတွေနဲ့ဘဝဆိုတာရွေးပြီးတော့နောက်ဘဝမှာဖြစ်သွားတာတဲ့အဲ့တော့အခုလို့တွေ့တာမှုတွေဖြစ်တာဟာအာယုံမျှတာဖြစ်တယ်စိတ်ရဲ့အာယုံစိတ်ထဲမှာဖြင်အောင်မြင်အောင်ဖြစ်တဲ့အာယုံတွေမျှတာဖြစ်တယ်ပေါ့ဘာမှခူးသွားတာတော့မဟုတ်ဘူးအဲ့ဒါလို့အာယုံပြုတ်ပြီးတဲ့နောက်မှာဒီဘဝအဆုံးသတ်ဖြစ်တဲ့သုတိဆိုတာဖြစ်ပြီးတော့ပရိသေဆိုတာကံကြောင့်မလို့နောက်ဘဝထပ်ဖြစ်တာအဲ့ဒါလေးကိုပဲဘဝကူးတယ်လို့ပြောတာနော်အဲ့တော့ဘဝကူးတယ်ဆိုတာဒီကနေတစ်ခုကူးသွားတာတော့မဟုတ်ဘူးဒီဘဝကအကြောင်းကိုအမိပြုပြီးတော့နောက်ဘဝတစ်ခုကိုရသွားသို့တော်လည်းပဲဗုဒ္ဓဘာသာကလွဲလို့ကျန်တဲ့ဘာသာတွေအားလုံးဟာ reincarnation လို့ခေါ်တယ်ပြန်လီမွေးဖွားခြင်းပဲသူတို့ကယူဆကြတယ်ဒီဘဝကနေပြီးတော့နောက်ဘဝကူးသွားတယ်လို့ပဲယူဆကြတယ်အားလုံးဘဝဘာသာတွေအားလုံးတော်တော်များများကနော်
အေးကောင်းပြီဘုရားဘာသာတရားတော်ရကြတော့ခုနကဒီတစ်ခုကနေပြီးဟိုတစ်ခုဖြစ်သွားတာမဟုတ်ဘူးဘယ်ရာပဲဖြစ်ပြီးရင်ပြတ်သွားတာပဲရှိအဲ့ဒါကို24ပစ္စည်းမှာအနန္တရပစ္စယောလို့ပြောတာဒီဘဝကဘဝအဆုံးသတ်လိုက်တာနဲ့နောက်ဘဝတစ်ခုဖြစ်လာတယ်အနန္တရပစ္စယောနတ္ထိပစ္စယောရှေးကမရှိတော့မှနောက်တစ်ခုဖြစ်တယ်ဝိကတပစ္စယောရှေးကတစ်ခုခုချုပ်ငိမ့်သွားတော့မှနောက်ကဟာတစ်ခုဖြစ်တယ်ကံတန်ပြောင်းမှခတန်ရောက်တယ်ပေါ့ဒီလိုဆိုလိုတာပေါ့သို့တော့ကနဲ့ခသည်ဆက်ဆက်နေတယ်ဆက်ဆက်နေသည့်အတွက်ကြောင့်ကတုံးကစွမ်းရင်တတ္တိတွေကခရဲရောက်သွားတယ်ပေါ့အဲ့ဒါကြောင့်မို့လို့ခံစရာရှိတယ်ခကခံပြီတော့စံစရာရှိတယ်ခကစံပြီတော့လို့ဒီလိုဆိုလိုတာเนาะဘာဖြစ်လို့ဒီလိုဖြစ်ရတာတော့ဆို online ပေါ့ line တူနေလို့ဒီလိုဖြစ်တာတဲ့အေးသို့တော်လည်းပဲပြောစရာအနေနဲ့ပြောတဲ့အခါကျတော့ဘဝကူးတယ်လို့ပဲပြောရအဲ့ဒီလိုဘဝကူးတဲ့အခါမှာဒီဘဝကူးကောင်းအောင်ဘယ်လိုကျင့်ဆောင်မလဲမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေများစွာရှိတဲ့ထဲကဒေသနာတော်တစ်ပုဒ်အရာပြောပြဘဝကူးကောင်းကျင်လို့ရှိရင်တဲ့ပြည့်စုံမှု၃မျိုးနဲ့ပြည့်စုံအောင်ကြိုးစားပြည့်စုံမှု၃မျိုးဆိုတာဘာတော့ဆိုနံပါတ်၁ကသီလတမ္ပရာကိုကျင့်တရားနဲ့ပြည့်စုံအောင်ကြိုးစားပါကိုကျင့်တရားဆိုတာအ ਨੇ ဆုံး၅ပါးသီလကိုဆုံးလို့ရတယ်ပေါ့ပါဏာတိပါဒအမှုကိုမကျူးလွန်ဘူးရှောင်တယ်အာရိဏဒါနအမှုကိုမကျူးလွန်ဘူးရှောင်တယ်ကာမေတုမိစ္ဆာစာရမကျူးလွန်ဘူးရှောင်တယ်မုဒဝါဒမကျူးလွန်ဘူးရှောင်တယ်သူရမေတွေကမကျူးလွန်ဘူးရှောင်အဲ့ဒါကိုသီလတမ္ပရာလို့ခေါ်တယ်ကိုကျင့်တရားကောင်းတယ်အဲ့ဒီကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ရဲ့ဘဝခုဟာကောင်းတယ်လို့မြတ်စွာဘုရားဟောထားတာနော်အဲ့တော့ဘဝခုကောင်းဖို့ဆိုရင်ဘာလို့ရမလဲဆိုရင်သီလလုံအောင်ထိန်းဘဝခုကောင်းတယ်နော်မြတ်စွာဘုရားကကာယတဗေဒပရမရဏသုကတိတက္ကံလောကဥပပစ္စတိသီလတမ္ပရာနဲ့ပြည့်စုံလို့ရှိရင်သီလတမ္ပရာသီလနဲ့ပြည့်စုံမှုဆိုတဲ့အကြောင်းကြောင့်တတ္တဝါတွေဟာနောက်ဘဝမှာကောင်းတဲ့ဘုံရောက်တယ်ဒီလိုခေါ်ထားတာနော်အဲ့တော့ဘဝကူကောင်းကျင်လို့ရှိရင်သီလနဲ့ပြည့်စုံအောင်လုပ်ရမယ်ဒါနံပါတ်1နံပါတ်2ပြည့်စုံမှုရဘာလို့ဆိုစိတ်တတမ္ပရာကောင်းမြတ်တဲ့စိတ်နဲ့သဘောထားတွေနဲ့ပြည့်စုံအောင်ကြိုးစားအဲ့ဒါလည်းပဲအများကြီးမဟုတ်ဘူးနှစ်ခုတည်းတယ်နှစ်ခုတည်းတယ်ဆိုတော့ဘာလဲဆိုရင်အနဘိဇာတဲ့အပြာပါဒအနဘိဇာဆိုတာအဘိဇာဆိုတဲ့လောဘလွှမ်းနေတဲ့စိတ်တစ်ဖြစ်ရဘူးဗျာပါဒလို့ဆိုတဲ့ဒေါသလွှမ်းမိုးထားတဲ့စိတ်တစ်ဖြစ်ရဘူးခုနလောဘလွှမ်းနေတဲ့စိတ်ဆိုလို့ရှိရင်လောဘကြောင့်လူတွေကဘာဖြစ်တယ်ဆိုပြိတ္တာဘုံရောက်တတ်တယ်ဒေါသကြောင့်လူတွေကဘယ်ရောက်တတ်တယ်ဆိုငရဲဘုံရောက်တတ်တယ်အဲ့ဒါကြောင့်မို့လို့လောဘလည်းလွတ်ကင်းတယ်ဒေါသလည်းလွတ်ကင်းတယ်ကောင်းမြတ်တဲ့အလောဘအဒေါသဆိုတဲ့စိတ်ဓာတ်မျိုးတွေနဲ့ပြည့်စုံနေဖို့ကြိုးစားရမယ်တဲ့ခုနပြောတာမနဲ့မိုးလင်းထလာတဲ့အချိန်ကနေစပြီးတော့လောဘနဲ့မတွေးဘူးဒေါသနဲ့မတွေးဘူးဒါအရေးကြီးတယ်လို့သူတို့ဆိုတာနော်ကောင်းမြတ်တဲ့စိတ်တွေဖြစ်အောင်ကိုကြိုးစားဖြစ်လာရင်ဖယ်ရှားပြစ်လောဘဒေါသမောဟအဖြစ်မခံနဲ့အဲ့ဒါအမတ္တမနစ်နာဆုံးရှုံးတတ်တယ်စိတ်တတမ္ပရာမွန်မြတ်တဲ့စိတ်ဓာတ်တွေနဲ့ပြည့်စုံအောင်ကြိုးစားမွန်မြတ်တဲ့စိတ်ဆိုတဲ့နေရာမှာဘုရားကဒီနေရာဟောတာအနာဘိဇာနဲ့အပြပါဒဆိုတာအာလောဘနဲ့အာဒေါသနော်မတွေ့တာချင်းဒီအာလောဘဆိုတာ generosity ပေါ့ရည်ရောတဲ့သဘောအာဒေါသဆိုတာမေတ္တာထားတဲ့သဘောအဲ့ဒီနှမျိုးနဲ့ပြည့်စုံလို့ရှိရင်စိတ်တတမ္ပရာလို့ခေါ်နောက်တစ်ခုပြည့်စုံရမှာဘာတော့ဆိုရင်ဒိဋ္ဌိတမ္ပရာတဲ့အမြင်နဲ့ပြည့်စုံအောင်ကြိုးစားအဲ့ဒီအမြင်ကအမှန်တမ်းအရေးကြီးတယ်အမြင်နဲ့ပြည့်စုံတယ်ဆိုတာဘာအမြင်တုံးဆိုကံကံဤအကျိုးတရားကိုရှိတယ်လို့မြင်တဲ့အမြင်အသိဉာဏ်နဲ့ရှိအောင်ကြိုးစားအဲ့ဒါကိုတမ္မာဒိဋ္ဌိလို့ခေါ်တယ်တတိယပြည့်အဲ့ဒီတမ္မာဒိဋ္ဌိကိုပဲအဋ္ဌိကဝါဒလို့ခေါ်တယ်အဋ္ဌိကဆိုတာရှိတယ်လို့လက်ခံတဲ့ဝါဒအဲ့တော့ဘာတွေရှိတာတုံးဆိုတော့သူက10မျိုးနဲ့ပတ်သက်ပြီးတော့ရှိတယ်လို့လက်ခံတယ်အဲ့ဒီ10မျိုးကဘာလို့ဆိုရင်အဋ္ဌိဒိဋ္ဌံအလှရဲ့အကျိုးတရားဆိုတာရှိတယ်
လှူတယ်ဆိုတာကောင်းကျိုးချမ်းသာရနိုင်တယ်လို့လက်ခံအဋ္ဌိယိဋ္ဌံပူဇော်ပတ်သက်မှုရဲ့အကျိုးရတယ်ဆိုတာကိုလက်ခံအဋ္ဌိဟုတံလက်ဆောင်ပါဏာပေးတာကန္တာတွေရဲ့အကျိုးရတယ်ဆိုတာကိုသူကလက်ခံသုံးခုနောက်တစ်ခါအဋ္ဌိတုက္ကတဒုက္ကတနံကမ္မနံဖလံဝိပါကောကောင်းစွာကုသိုလ်အကုသိုလ်တို့ရဲ့အကျိုးတရားရှိတယ်လို့လက်ခံတယ်အဋ္ဌိမာတာအဋ္ဌိပိတာအမေဖေကိုလက်ခံတယ်အမေဖေပေါ်မှာကောင်းတာလုပ်လို့ရှိရင်ကောင်းကျိုးချမ်းသာတွေရနိုင်တယ်စော်ကားရင်မကောင်းတဲ့အကျိုးတွေကိုရတယ်လို့လက်ခံတယ်အဋ္ဌိအယံလောကောအဋ္ဌိပရောလောကောဒီလောကဆိုတာရှိတယ်မတူတဲ့နောက်လောကဆိုတာရှိတယ်လို့ဒါကိုလည်းလက်ခံတယ်အဋ္ဌိတတ္တဥပပတ္တိကာတတ္တဝါဆိုတာသိပြီးရင်ပြန်ပြီးတော့မွေးဖွားတယ်ဆိုတဲ့တတ္တဝါတွေရှိတယ်လို့လက်ခံဒါတစ်ခုနောက်ဆုံးကြတော့အဋ္ဌိလောကေသမ္မာသမဂ္ဂတသမ္မာပฏิပန္နယေဣမိစ္ဆလောကံပရိစ္ဆလောကံတယံပညာသစ္စိကတ္တဝပဝေဒေတိတရားဓမ္မကိုကြင်ကြံကြုတ်ကိုအထုတ်လို့ဒီလောကအကြောင်းတမလွန်လောကအကြောင်းကိုကောင်းကောင်းသိနိုင်တဲ့တကယ်သူတော်စင်သူတော်မြတ်တွေဖရာယဟန္တာတွေရှိတယ်လို့လက်ခံအလုံးပေါင်းလိုက်တဲ့အခါကျတော့ရှိတယ်ဆိုပြီးတော့လက်ခံတာ10မျိုးဟုတ်ကဲ့အဲ့ဒီ10မျိုးကိုအဋ္ဌိကဝါဒလို့ခေါ်တယ်အဲ့ဒီအဋ္ဌိကဝါဒကိုလက်ခံထားတဲ့ပုဂ္ဂိုလ်ဟာတမ္မာဒိဋ္ဌိတဲ့တမ္မာဒိဋ္ဌိရှိပြီဆိုလို့ရှိရင်အဲ့ဒီအချိန်မှာဒီပုဂ္ဂိုလ်ဟာဒိဋ္ဌိတမ္ပရာမှန်ကန်တဲ့အမြင်နဲ့ပြည့်စုံသည့်အတွက်ကြောင့်မှန်ကန်တဲ့အမြင်ကိုအကြောင်းပြုပြီးတော့ဘဝကူးကောင်းတယ်လို့သူတို့ပြောတာနော်အဲ့တချို့အထင်ညာသေးတယ်တက္ကရာဒိဋ္ဌိတဏ္ဍနဲ့သိရင်အပေကြမယ်လို့သူတို့ထင်ညာသေးတယ်တက္ကရာဒိဋ္ဌိအတွက်ကဒီလောက်စိုးရင်ကြမရှိဘူးအဲ့တော့တက္ကရာဒိဋ္ဌိဆိုတာမက်ကိုသာတားတာနတ်ပြည်ကိုမတားဘူးသူကနတ်ပြည်ကိုလည်းရောက်စေနိုင်တယ်သူ့ချောင်ရောက်တာတော့မဟုတ်ဘူးသူကမတားဘူးလို့ပြောတာနော်တက္ကရာဒိဋ္ဌိဆိုတဲ့အကုသိုလ်ကြောင့်နတ်ပြည်ရောက်တာလို့ပြောတာမဟုတ်ဘူးသို့တော်သူကနတ်ပြည်ကိုအဟံတာမလုံးနိုင်ဘူးလို့ပြောတာဘယ်သူကိုအဟံတာလုံးနိုင်လို့ဆိုမက်ကိုတော့အဟံတာလုံးနိုင်တယ်မက်စိတ်မပေါ်အောင်အဟံတာလုံးနိုင်အဲ့ဒါကြောင့်မလို့တက္ကရာဒိဋ္ဌိတို့ဒီကိလေသာဆိုတာလူတွေမှာအဆင့်30နဲ့ရှိတယ်တက္ကရာဒိဋ္ဌိဆိုတာလည်းအဆင့်30နဲ့ရှိတယ်အဆင့်30ဆိုတာပထမအဆင့်ကအနုတ္တယလို့ခေါ်တယ်အနုတ္တယဆိုတာခုခေတ်စကားနဲ့ပြောမှဆိုရင် positive ပေါ့နော်လူတွေမှာရှိတယ်မို့လားယောဂဆန်းလိုက်ရင် positive ဆိုတာပြောတာလေအဲ့ဒါလို့အနုတ္တယအဆင့်ဆိုတာဒီကိုယ်တဏ္ဍမှာရှိနေတာသို့တော့ရှိနေတာနဲ့ဖြစ်တာနဲ့တခြားစီနော်ရှိနေတာနဲ့ဖြစ်နေတာတခြားစီဥပမာပဲမိချစ်ဖူးလေးထဲမှာမီးဖြစ်နိုင်တဲ့အနေအထားရှိတယ်သို့တော့မီးတော့မရှိဘူးမီးမဖြစ်ဘူးဟုတ်ကဲ့လားမီးဖြစ်ရင်အိတ်ထောင်နဲ့ထည့်သွားလို့ပဲရမလဲသို့တော့နောက်ထပ်အကြောင်းတစ်ခုပေါင်းစုံလိုက်မယ်ဆိုလို့ရှိရင်မီးမရဘူးလားလက်နဲ့ဖိချစ်လိုက်မယ်ဆိုလို့ရှိရင်မီးချစ်လေးကကက်စမီးချစ်လေးကမီးထွက်လာမှာပေါ့ဟုတ်ကဲ့လားဒီတိုင်းလက်နဲ့ဖိချစ်တာမလုပ်ဘူးဆိုရင်အိတ်ထောင်နဲ့ထည့်သွားအိတ်ထဲထည့်သွားဘာမှမဖြစ်ဘူးနော်သို့တော့အဲ့ဒီမှာမီးအနေက positive အနေနဲ့မရှိဘူးလားမီးဖြစ်နိုင်တဲ့အနေထားရှိတယ်တက္ကရာဒိဋ္ဌိဟာသောတာပန်မဖြစ်သေးသမျှအဲ့လို positive ဖြစ်တယ် positive ဖြစ်နေရင်ဒါ sleeping တိုင်ကအိတ်နေတဲ့ကြာသွားတော့မနှိုးနဲ့အိတ်နေတဲ့အချိန်ဆိုကိစ္စမရှိဘူးအိတ်နေပါစေဒီတက္ကရာဒိဋ္ဌိရှိနေပြီမဲ့လို့သူထပြီးတော့မတောင်းညမ်းမှုဆိုလို့ရှိရင်အေးအေးဆေးဆေးပဲနတ်ပြည်တို့ဘာလို့ကောင်းအောင်ရောက်သွားမှာဟုတ်ကဲ့လားဒီလိုနားလည်ရတယ်နော်သူ့အဆင့်အနုမဆိုရင်သက္ကာဒိဋ္ဌိပယ်မှနတ်ပြည်ရောက်ဝယ်ဆိုလို့ရှိရင်သောတာပန်မှနတ်ပြည်ရောက်မှာပေါ့ပုရုဇဉ်တွေပဲနတ်ပြည်ရောက်နိုင်မှာတော့အဲ့တော့သက္ကာဒိဋ္ဌိဆိုတာအကုသိုလ်ပဲအကုသိုလ်ပဲမဲ့လို့သူကထားကြွတောင်းကြပြီဆိုရင်သူထားကြွတောင်းကြရင်မက်ကိုတားတယ်သို့တော့သက္ကာဒိဋ္ဌိရှိနေခြင်းကသူဂတိဘုံကိုမတားနိုင်ဘူးတဲ့သူဂတိဘုံကိုမတားနိုင်လူတွေကကုသိုလ်ကောင်းမှုလုပ်လို့ရှိရင်ကုသိုလ်ကအားလျော်စွာသွားတာငါဆိုတဲ့ရည်ရွယ်ချက်နဲ့ငါကုသိုလ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့လုပ်လဲတက္ကရာဒိဋ္ဌိတော့ဖြစ်တယ်ဒါပေမဲ့ငါကုသိုလ်ဆိုပြီးလုပ်ရင်အဲ့ဒီကုသိုလ်ကနတ်ပြည်တော့ပို့တာပဲပေါ့
ဟုတ်ကဲ့ဒီလိုဆိုလိုတာပေါ့အဲ့တော့သူကအနုတ္တယအနေနဲ့သူနေမယ်နောက်တစ်ခါအာယုန်နဲ့တွေ့တဲ့အခါကျတော့သူကပရိယုဋ္ဌာဏဖြစ်လာပရိယုဋ္ဌာဏဖြစ်ပြီးတော့လွန်ကဲလာပြီဆိုလို့ရှိရင်တော့သူကအပေပုံကိုလည်းချနိုင်တယ်အဲ့ဒီတိုင်း sleeping တိုက်ကနိုးလာပြီဆိုရင်တော့ကြိုက်နိုင်မယ်ပေါ့တတိထားဆောင်ပေါ့ပရိယုဋ္ဌာဏဆိုတာနိုးထလာတဲ့အတိတ်ပဲနိုးထလာပြီးတော့ဝိတိတ်ကမတဲ့ကျွလွန်သွားတယ်မီးများလို့ပေါ့ပထမမီးဖြစ်နိုင်တဲ့အနေထားရှိတယ်မီးစလောင်ပြီးရင်ကုံလျှောက်လောင်ကျွမ်းသွားပြီအဲ့ဒါလိုပဲအကုသိုလ်တွေဟာပထမအဆင့်က positive အနုတ္တယဒုတိယအဆင့်ကအကြောင်းတစ်ခုခုကြောင့်ဝုတ်ခနဲ့ထလာတာပရိယုဋ္ဌာဏထလာပြီးတဲ့အခါမှာဇက်တိုက်ကာယကမှုဝစီကမှုတွေကျွလွန်ကုန်တာအဲ့ဒါကြတော့ဝိတိတ်ကမလို့ခေါ်တယ်အဲ့ဒီဝိတိတ်ကမအဆင့်ရောက်လာပြီဆိုရင်အကုသိုလ်တွေဖြစ်လာပြီပေါ့ဆက်ပြီးတော့ဒီလိုဆိုလိုတာနော်အေးဒါကြောင့်မို့လို့ပုရုဇဉ်တွေမှာတော့ sleeping တိုက်ကားတွေရှိနေတာပဲပေါ့အကုသိုလ်တွေသို့တော်လည်းပဲအဲ့ဒီအကုသိုလ်တွေကိုမထနိုင်အောင်ကုသိုလ်နဲ့လွှမ်းမိုးပြီးတော့ထားမယ်ဆိုလို့ရှိရင်တဏှာမှာလူဘုံကနေနတ်ဘုံကနေပြီးတော့ဗြဟ္မဘုံကောင်းတဲ့ဘုံတွေကြီးပဲလဲပြီးတော့နောက်ဆုံးမှာဘုရားနဲ့တွေ့တဲ့အခါမှာဒီတက္ကရာဒိဋ္ဌိဆိုတဲ့တရားကိုဖယ်ရှားလိုက်နိုင်လို့ယဟန္တာသောတာပန်သက္ကရာကနာဂယဟန္တာဖြစ်သွားနိုင်တယ်ပေါ့အပယ်လုံးဝမကြတော့ဘဲနဲ့ယဟန္တာဖြစ်သွားတာလေအပဋ္ဌာန်ပါဠိတော်မှာဖတ်ကြည့်မယ်ဆိုရင်အများကြီးတွေ့တယ်ပေါ့နော်ဘယ်ဘုရားလက်ထက်ကပန်းလေးပွင့်လှူခဲ့လို့60တဲ့ကောအပယ်မလားဘူးအဲ့ဒီပန်းလှူခဲ့တဲ့ကုသိုလ်လေးကြောင့်ပဲယဟန္တာဖြစ်ရတယ်ဆိုတာဒါမျိုးတွေရှိတယ်ပေါ့ဒါဆက်ပြီးတော့ကုသိုလ်တွေလုပ်သွားတယ်လို့ကွာနားလဲရခုနကသွားပြီးတော့မနှိုးဘူး sleeping တိုက်ကအိတ်နေတာနော်အေးကောင်းပြီအဲ့ဒါလို့နားလဲတော့ဘဝမှာအခုလို့သီလတမ္ပရာနဲ့သီလနဲ့ပြည့်စုံအောင်လုပ်ရမယ်စိတ်တတမ္ပရာစင်ကြယ်တဲ့စိတ်တွေနဲ့ပြည့်စုံအောင်ကြိုးစားရမယ်ဒိဋ္ဌိတမ္ပရာမှန်ကန်တဲ့အမြင်နဲ့ပြည့်စုံအောင်ကြိုးစားအဲ့ဒီတမ္ပရာပြည့်စုံမှု၃မျိုးအဲ့ဒါရှိပြီဆိုရင်ဘဝကူးကောင်းနိုင်ပါတယ်တဲ့ဘဝကူးကောင်းဖို့ရအတွက်ဒီ၃ခုဟာအမတ္တမအရေးပါတယ်လို့ဒီသုတ်တံမှာမြတ်စွာဘုရားဟောထားတာတခြားသုတ်တံမှာတခြားဟောထားတာတွေလည်းရှိသေးတယ်အဲ့တော့အရေးပါတယ်ဆိုတဲ့အထက်မှာသီလရဲ့စိတ်ဓာတ်ရဲ့ဒိဋ္ဌိရဲ့အဲ့ဒီ၃ခုနဲ့ကိုယ်တဏ္ဍာမှာပြည့်စုံအောင်ကြိုးစားအထောက်ကြရမှာတဲ့အဲ့ဒါမှဘဝကူးကောင်းနိုင်တယ်လို့လူဆိုတာအသက်အရွယ်လေးကြီးလာလို့ရှိရင်ဘဝကူးကောင်းဖို့ဆိုတာစဉ်းစားလာပြီဆိုလို့ရှိရင်တေချာပေါက်အာမဂရှိတဲ့ဘဝကူးကောင်းနေကခုနကသီလနဲ့ပြည့်စုံအောင်ကြိုးစားပါစင်ကြယ်တဲ့စိတ်နဲ့ပြည့်စုံအောင်ကြိုးစားပါကိုယ်တဏ္ဍာမှာမှန်ကန်တဲ့အမြင်တစ်ခုရအောင်တမာဒိဋ္ဌိအ ਨੇ ဆုံးပေါ့ဒါအောက်ခြေဒီတဲ့ရင့်ကျက်လာလို့ရှိရင်တော့ဝိပဿနာဉာဏ်ဆိုတဲ့တမာဒိဋ္ဌိနဲ့ပြည့်စုံအောင်ကြိုးစားပါလို့အဲ့ဒါလို့ကြိုးစားခြင်းဖြင့်ဘဝကူးကောင်းနိုင်ပါတယ်လို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့သည့်အတိုင်းအားလုံးဘုရားဘာသာဝင်သူတော်စင်တို့သည်လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရည်ချမ်းသုံးငါချမ်းငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းသုံးငါချမ်းငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေဒုသင်္ကမမနောတရတိတဝေတံပဝါယံဒုက္ခန္တက
မေတ္တာပုံနေတုသင်္ကမှာစုပေါင်းပုအပ်မေတ္တာတဟုရောင်ပြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံပြည့်မဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးလေးဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်ထာဝရအေးမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတိဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလတဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝရတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း